တရားရဲ့ကျေးဇူးတော်ကြောင့်ဖြစ်တယ်ကျွန်တော်တို့အားလုံးဟာအားလုံးတော့ယုံကြည်သူဒီဘက်ထင်တာမယုံကြည်သေးတဲ့သူရှိသေးတယ်တခြားဘာသာဒီမှာကျော်တင်ထပါမယ်ပြင်တခြားလူတွေတော့မရောက်လာကြဘူးနော်တခြားဘာသာလားတော်တင်ထဟုတ်တယ်ရွှေတန်းတစ်ကအရင်ကတို့လက်ခုပ်တီးကြော်ဆိုရအောင်တော်တင်ထနော်ဒါကြောင့်ယောက်ျားလဲတော်ဦးတင်ထလို့ပြောလို့ရတယ်မိန်းမလည်းတော်တင်ထနှစ်ခုစလုံးပွက်ရထားတာဒါနာမည်ကောင်းဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကဘာသာတရားအကြောင်းပြောမှာမဟုတ်ဘူးအသက်တရားဘာတရားလဲအသက်တရားပြီးကိုဘာသာတရားတွေကအသက်ကိုရှာကြတာနောင်ရေးအတွက်စီအေးချင်ကြတယ်ဘာသာတရားမဆိုဘုရားမရှာဘူးလားဘုရားရှာတာဘုရားရှာတဲ့အစစ်ကဘာသာတရားအဲ့ဒီဘာသာတရားအနေပြီးတော့ဘုရားတွေ့ဖို့မလိုဘူးလားပညာရှာတာကျောင်းဒီမှာရှာရတယ်အာထာက1 2 3 4 5အာထာကမရှိကြဘူးလားအဲ့ဒီမှာရှာကြရတယ်အဲ့ဒီမှာရှာတဲ့အခါမှာဟိုဆက်လေးပြေးလိုက်အဲ့ဒီမှာရှာတဲ့အခါမှာအောင်ဖို့အရေးကြီးတာဒီမှာအာထာက1 2 3 4ကျောင်းဒီမတူကြဘူးတက်ကြတာဖြစ်မှာဘယ်ကျောင်းပဲတက်ပညာရှာတာဘာရှာတာလဲပညာကိုမူလတန်းအလယ်တန်းအထက်တန်းဆိုပြီးတော့အထက်တန်းအောင်မှနော်တက်ကတော်သွားခွင့်ရှိတက်ကတော်အောင်ပြီးရင်ဘွဲရပြီးရင်တော့အလုပ်မဝင်ရဘူးလားအေးဒါကြောင့်လူတိုင်းဟာဖရာလိုအပ်တယ်လူတိုင်းမှာဒါကြောင့်ဘာသာတရားတိုင်းကဘာပြောလဲရေဘူးနဲ့ဖိနပ်မပါရင်ຫນွယ်ခါမသိမယ်တီလနဲ့ဒါနမပါရင်တေခါမသိမယ်နော်ဆိုတော့ဟုတ်ပြီရှေ့မှာလာကြမှာနော်အဲ့ဒါကြောင့်ဘာမဆိုရှာရတဲ့အရာဒီအားလုံးမှာပညာရေးဒီစီးပွားရေးဒီလောကအရာဒီကိုရှာတဲ့နေလန်းတရားတော့သူ့ပညာသူ့နေလန်းနဲ့သူရှိဒီနေ့တရက်နှစ်ရက်လေးအတွင်းမှာရှာရမယ်ဟာကအသက်တရားဖြစ်တယ်ဘာတရားလဲဘာမဆိုအစအကောင်းဖို့လို့တယ်ဘာကောင်းဖို့လို့အစအကောင်းမှာအနောင်တေချာအဲ့ဒါတော့10တန်းစာမေးပွဲမှာဇာစီစာကုန်းစွန်တော့အဲ့ဒါဘာလားအနောင်ဘာဖြစ်လဲတေချာဖို့ရအတွက်ဘာလိုအပ်တယ်လဲအစအကောင်းဖို့လို့တယ်ဒီနေ့ကျွန်တော်တို့ဖျားရှာတဲ့အခါမှာလဲအစအကောင်းဖို့မလိုဘူးလားလိုတယ်ဟုတ်ပြီဒါဆိုရင်လူကြီးဒီကအတွေ့အကြုံရှိတဲ့လူကြီးဒီကစီးပွားရေးကျန်းမာရေးအိမ်ထောင်ရေးပညာရေးရေးဒီအများကြီးထဲမှာဘာအတွက်ဒီကောင်းစဉ်အတွက်ဘာတတိပေးထားလဲဆိုတော့တောင်ယာခုတ်မှားလို့ရှိရင်တောင်ယာခုတ်မှားရင်တော့ဘယ်နဲ့နှစ်လဲတစ်နှစ်တောင်ယာခုတ်မှားရင်တစ်နှစ်အိမ်ထောင်ပြုတ်မှားရင်တချို့မယားယူမှားလို့ပြောတယ်မယားယူမှားတယ်မဟုတ်ဘူးယောက်ျားယူမှားလည်းဒုက္ခရောက်မှာဟုတ်တယ်မဟုတ်လားအဲ့ဒါကြောင့်အိမ်ထောင်ပြုတ်မှားလို့ခေါ်ဘာပြုတ်မှားရင်အိမ်ထောင်ပြုတ်တာကိုဖြစ်ကလဆန်းပဲအိမ်ထောင်ပြုတ်ရင်ပြီးရောဆိုပြီးတော့ပြုတ်ရင်အိမ်ထောင်ပြုတ်မှားရင်တော့တက်ဟာပေါ်အရေးမကြီးလာဘူးလားတက်လုံးလည်းတွဲရမယ်ပုဂ္ဂိုလ်ကိုအတိကပါပဲပြုတ်ရင်ပြီးရောဆိုပြီးတော့ပြုတ်တဲ့လူတီဒုက္ခမရောက်ဘူးလားတက်လုံးအိမ်ထောင်ပြုတ်ပြီးမှကလေးတယောက်ပိုက်တလုံးဖြစ်ပြီးမှမင်းကငါအစကလေးမကြိုက်တာဆိုလည်းရလားမရတော့ဘူးရက်ကွက်ပိုးလုံးပေါင်းရံဖြစ်စူညာဘယ်လိုပဲတက်လုံးလူရှိမှလည်းမသွားမလာရဲ့သူများဒီကလည်းကြည့်အမြင်ကတက်လုံးမှမျက်နှာငယ်ပြီးတော့တယောက်တင်တော့ပြီးသွားပါမယ်မိန်းမပဲဖြစ်ယောက်ျားပဲဖြစ်တင်တော့မလွတ်ဘူးလားလွတ်တယ်အချီအနှောင်လွတ်တာပဲရှိတယ်မုတ်ဆိုးဖို့တော့မကြံဘူးလားကြံတယ်တယောက်တည်သွားတယ်တော့
ပြန်ပြုတ်ပြင်လို့ရတယ်တစ်နှစ်ပဲဟာအသက်အရွယ်ကောင်းသေးတယ်ဆိုရင်မိန်းမလည်းယောက်ျားပြန်ယူလို့ရတယ်ယောက်ျားလည်းမိန်းမပြန်ယူလို့မရဘူးလားအေးအဲ့ဒါပညာတစ်နှစ်တော့ခံရမယ်အိမ်ထောင်ဖြစ်ကလဆန်းတောင်ရဖြစ်ကလဆန်းခုတ်ရင်တော့လဲဖြစ်ကလဆန်းထွန်းသူများထွန်းတဲ့အချိန်မှမထွန်းဘူးအချိန်လဲနောက်ကျညက်အောင်လဲမထွန်းဘူးအဘောရန်ကြိုးကိုပဲထွန်းမျောလဲကောင်းကောင်းမချန်ထားဘူးစားတဲ့အကျွန်းအကြံထဲအကျဲအဲ့ဒါအချိန်မှမှနေရာမှမျောမှဘူးဆိုရင်တောင်ရဆိုတာကတစ်နှစ်ကြာမှကျွန်တော်တို့တောသူတောင်သားဒီတောင်ရလုတ်တယ်ဆိုတာကအဲ့ဒီမှာပဲနှမ်းအဲ့ဒီမှာပဲစပအဲ့ဒီမှာပဲပြောင်းပဲအကုန်လုံးမဆက်ရဘူးလားစိုက်ပြီးတော့အချိန်လဲမမှန်နေရလဲမမှန်တချို့ကတောင်ရမင်းလျှော့ခါနေမှတောင်ရကိုပြီးအောင်ခုတ်တာမင်းလျှော့တော့မဲ့တဲ့ဟေးဆိုပြီးတော့လောက်အားဒီခေါ်ပြီးတော့မြက်ပင်တီလဲအကုန်မပြပင်တီနဲ့ပဲတခါတည်းခုတ်ပြီးတော့ထဲအဲ့ဒါနဲ့အချိန်မနောက်ကြဘူးလားမင်းလျှော့တော့လဲပါတီကြလဲကျွန်းဒီကိုင်းကျွန်းဒီမကြံဘူးလားကြံတော့အဲ့ဒါဒီပြန်ရှင်းတာတဲ့စိုက်ကလည်းပြန်နောက်ကြစိုက်ကလည်းတခါတည်းသူများအပင်တီပေါက်နေပြီမောကြနေပြီအဲ့ဒီမှာစိုက်အချိန်မနေရမမှန်လောက်တာမရှင်းမလင်းကြာနာမလောက်တဲ့အခါမှာတနှစ်ကြော်တဲ့အခါမှာတိဟန်တီပေါ်လာတာကိုပေါ်လာတော့ရိပ်ပြီးတော့စပကြီးမှာမထည့်ရဘူးလားထည့်ရတဲ့အခါကျတော့သူများတီကအချိန်မှန်တဲ့သူတီနေရမှန်တဲ့သူတီညောကောင်းတဲ့စိတ်ခင်းကစပကြီးအပြည့်ထည့်ကြတယ်အဲ့ဒီချိန်မှာသူများရောင်သူများပေါင်းတော့ရောင်ရတဲ့အမောင်တောင်မှညောင်မှမသိသူများလုတ်လို့ငါလည်းလုတ်တယ်ဆိုပြီးတော့မှကြာနာကနာမရှင်းမလင်းနဲ့တောင်ရခုတ်ခဲ့ရင်တစ်နှစ်ငတ်မယ်ထဲ့เสียရှိလားထဲ့เสียရသိမ့်ဖို့ဘာမှမရှိတစ်နှစ်တော့မငတ်ဘူးလားဖိုးချေဒီချင်းနဲ့လုတ်ပါအောင်နောက်နှစ်ငါနှစ်ဆဆမယ်ဆိုပြီးတော့ကျွေးလေးဒီအတိတရားပေးတာပေါ့ဒါပေမဲ့ရှုံးသွားတာဘယ်နဲ့နဲ့လဲရသေးတယ်တောင်ရခုတ်တာကဖြစ်ကလဆန်းထုတ်လိုက်တော့ရသေးတယ်ဘာမှမလိုဘူးနောက်တစ်နှစ်ကတော့တတိထားလာတယ်နောက်တစ်နှစ်ကတော့တတိမထားလာဘူးလားကဲမနှစ်တုန်းကလည်းငါတို့စပကြီးအလွတ်ကြီးနော်သူများစားတဲ့အချိန်မှာသာသမီတီလည်းဝအောင်မစားရလူကြီးလည်းငါကလေးလည်းငါပညာရှာဖို့ဝေလာဝေတစ်နှစ်လုံးဒုက္ခရောက်အဲ့ဒါပါလဲလုတ်တော့လုတ်ရတယ်အလကားအချင်းကုန်တယ်ပန္နာကုန်တယ်အစွမ်းကုန်တယ်လုတ်တော့လုတ်အထုတ်တော့ထုတ်တာပေါ့ဗျာအလကားအလဟတအကျိုးမရှိတဲ့တုံညဘဝဒါပေမဲ့တစ်နှစ်ပဲနော်တဲ့တောင်ရပို့ရော့ခုတ်ရင်အချင်းမနေရမမျောမမှန်ခဲ့ရင်ကိစ္စမရှိဘူးတစ်နှစ်ပဲငတ်မှာနောက်တစ်နှစ်ကိုအချိန်လေးပြန်ပြီးတော့မှဆွဲလုံးလာဝေးရစိုက်ထုတ်ပြီးပြန်ပြင်ဆင်လို့မရဘူးလားဒါထက်အရေးကြီးတာကအိမ်ထောင်ပြိုမှားရင်ပိုခက်မယ်ဘာပြိုမှားရင်အိမ်ထောင်ပြိုမှားရင်တော့တစ်နှစ်စာမဟုတ်ဘူးတစ်သက်လုံးစာယူရတာမင်္ဂလာဆောင်တဲ့အထိကတော့အိုးမစိုးဘူးဆိုပြီးတော့လူရှိသူရှိမဆောင်ပြပြီးတော့အဲ့ဒီညအစပြီးတော့အိမ်ထောင်ကြတယ်လို့ခေါ်တယ်ထောင်ထဲမှာရောက်သွားတယ်အိမ်ရဲ့ထောင်ထဲမှာတယောက်ကတယောက်ကိုချီနှောက်ကိုတပိုးနဲ့သွားလာလို့မရတော့ဘူးနော်သူစားချင်တာကိုစားချင်တာဒီဘာမှမရှိခဲ့တော့စကားပဲများပြီးတော့ဘာမှမရှိလို့စကားများတာဘာမှမရှိတဲ့လူထဲမဟုတ်ဘူးနော်ငွေဒီပိုးလွန်းလို့စကားများတာဒီမရှိဘူးလားဟာပညာနဲ့အိမ်ထောင်ပြုတ်ဥစ္စာနဲ့ဥစ္စာကြည့်ပြီးပညာအိမ်ထောင်ပြုတ်ခဲ့တယ်နော်ကျမ်းမာရေးကရုမဆိုင်ဘူးဆိုရင်ဒုက္ခရောက်မဆိုးမဘဝမဆိုးဖို့ဘဝရောက်သွားမယ်ကျမ်းမာရေးလည်းအရေးကြီးတယ်အဲ့ဒါကြောင့်ရေးဒီအားလုံးကိုအစကောင်းမှအနှောင်းတေချာနဲ့စဉ်းစားမှဖြစ်တယ်အဲ့ဒီမှာလူတီဟာမွဲတာနဲ့ရေးဒီအရေးကြီးတယ်ရေးဒီမလာဘူးလားကျမ်းမာရေးအိမ်ထောင်ရေးစီးပွားရေးစိုက်ပျိုးရေးမွဲမျိုးရေးအကုန်လုံးရေးဒီထဲမှာအစကောင်းမှအနှောင်းတေချာတောင်းရခုတ်မှတစ်နှစ်ခါမယ်ဟောမှာအတွေ့အကြုံရှိတဲ့လူကြီးတွေအားလုံးကဒါတေချာလေးမမှားအောင်အလုတ်လို့ရပြီးတလို့တေချာလေးလို့စနစ်တကျလို့တေချာစဉ်းစားထားမပိုင်နဲ့မလုတ်နဲ့အချိန်ကုန်မယ်ပန္တာကုန်မယ်အစွမ်းကုန်မယ်စီးပွားရေးလည်းသူများလုတ်တတ်တဲ့သူတွေဆင်ချင်းပြီးလုတ်တာအဲ့ဒါထလုတ်ပြီးတော့ငါအရင်အရှိတာပဲဆိုအိမ်ရောက်ဟိုဒီရောက်ပြီးထလုတ်တော့အကုန်လုံးညှုတ်သွားတာမရှိဘူးလားအဲ့ဒါကြောင့်အစကောင်းမှနှောင်းတေချာဒါတောင်ရခုတ်မှားလို့ရှိရင်ငတ်တာပြောတာနောက်တစ်နှစ်အားလုံး
လုံးလောက်ဝေးတွေကစိုက်ထုတ်လို့ရတယ်ပြင်ဆင်လို့ရသေးတယ်တစ်နှစ်ပဲငတ်မှာကိစ္စမရှိဒါထက်အရေးကြီးတာတက်တက်ဘာပြုတ်မှတက်တက်အိမ်ထောင်ပြုတ်မှရင်အဲ့ဒါကြောင့်လူတီးကကိုယ့်ရဲ့ကျွန်တော်တို့ကိုယ့်ရဲ့စိတ်ဆန္ဒကြောင့်ကားပေါ်မှာတွေ့ပြီးတော့ညံ့လေးထားလိုက်တာဟိုကလည်းဟာဟိုလူကထားလိုက်တာအဲ့ဒါလေးပဲကြည့်ပြီးတော့မှမင်းအောင်ငါချစ်တယ်ငါ့ကိုမင်းချစ်လားချစ်တယ်မင်းနဲ့ငါချစ်မိဘတဘောမတူပြေးအောင်ဟာအဲ့ဒါနဲ့ဆုံးဖြတ်ပြီးပြေးသွားတော့ဒုက္ခမရောက်ဘူးလားဒုက္ခရောက်ဒါမှဟုတ်ရဲ့ချိုးတော့ချိုးတယ်ထားတော့ထားတယ်ပညာရှိသေးတယ်ဆိုပညာလည်းရှိတယ်ချိုးလည်းချိုးတယ်ဟာအလုံးအစင်ပြေမယ်စိတ်ဓာတ်မကောင်းဟာစိတ်ဓာတ်မကောင်းအဲ့ဒါဒီနဲ့တနေ့တစ်သက်လုံးပြန်ဖြစ်စကားများမိန်းမတွေကပိုအရေးကြီးတယ်ယောက်ျားဒီထက်မိန်းကလေးကကလေးတယောက်မွေးပြီးဒါမှဟုတ်ရဲ့ယောက်ျားနဲ့ရသွားပြီဆိုရင်လူတီးကကျွေသွားတဲ့ပိုင်းကလေးလိုပဲရှိတယ်ကျွေသွားပြီဆိုတော့ယောက်ျားတီးကလည်းရသေးတယ်လို့ဆိုလို့ချင်တာမဟုတ်ဘူးမြောက်သမီးတီးကမရှုံးလွယ်ဘူးလားရှုံးလို့တယ်အဲ့ဒါကြောင့်တေချာကြည့်ပြီးတော့မှနံပါတ်1မြတ်တာအိမ်ထောင်ရေးဆိုမြတ်တာအခြေခံဖို့လို့ငွေနဲ့လည်းမရဘူးဟောတခြားပညာနဲ့လည်းမရဘူးမြတ်တာတကယ်ချစ်တယ်လားတကယ်သူကကိုချစ်တယ်လားကိုကသူ့ကိုချစ်တယ်လားတစ္ဆာရှိမလားသူကကိုပေါ်မှာသူ့ပေါ်မှာရောအဲ့ဒါနဲ့ပုံမြချရတာအဲ့ဒါမှဟုတ်ပဲနဲ့အိမ်ထောင်ဒီပညာရေးနဲ့ဥစ္စာနဲ့ဟိုဟာဒီမိဘဒီကလည်းတထေးဒီကလည်းအချင်းသားနဲ့သမီးကိုဟိုဟာတခါတည်းအတင်းပေးစားတော့တစ်သက်လုံးဒုက္ခရောက်တဲ့သူဒီမရှိဘူးလားရှိတယ်ထေးမှမဟုတ်ထေးတော့အစင်ပြေတယ်မထင်နဲ့နော်အဲ့ဒါအိမ်ထောင်ရေးတစ်သက်လုံးတယောက်တင်တော့ကြွတ်သွားပြီငါတင်လော့သွားပြီအခြေအထောင်ကြွတ်သွားပြီအိမ်ထောင်ပြန်ပြုတ်လို့ရတယ်နော်အဲ့ဒါမျိုးဒီဖြစ်တယ်ကဲတန်တဲ့သုံးဆိုတော့တေမဆိုတော့ဒါလည်းလွယ်လေးတော့မဟုတ်ဘူးတတိထားဖို့မလိုဘူးလားလိုတယ်ဒါထက်အရေးကြီးတာကကိုးကွယ်မှုမှားရင်ဟာဘာမှုမှားရင်ကိုးကွယ်မှုမှားရင်တော့တနှစ်လားတစ်သက်လားထာဝရဘယ်လောက်လဲထာဝရဆိုတာရှိယာယီမရှိဘူးလားယာယီရှိရင်ထာဝရမရှိဘူးလားထာဝရဆိုတာရှိတယ်နေ့ရှင်ညရှိတယ်အလင်းရှင်အမှောင်ရှိတယ်နော်ကောင်းတာရှင်စိုးတာရှိတယ်ယခုဘဝရှိတယ်လို့နောင်ဘဝရှိတယ်ယာယီခဏရှိတယ်လို့ထာဝရကာလလည်းမရှိဘူးလားအားလုံးစန့်ကျင်ဖက်သဘောတရားဒီဖရာပေးထားတာအလကားမဟုတ်ဘူးဒါဒီကိုနားလည်ပြီးတော့နောင်တမလွန်မှာတိတင်တိထိုက်တဲ့ဟာနော်အဲ့ဒါဒီကိုတိလာဖို့ဖရာကသင်ခန်းစာပေးထားတယ်တဲ့ဒါဆိုရင်ဒါဒီမှာဒီနေ့သင်ရမှာတောင်ရခုံမှားတယ်ဆိုတာစီးပွားရေးနဲ့ပတ်သက်တယ်ဘာနဲ့ပတ်သက်လဲစီးပွားရေးရှာမှားလို့နော်ဟုတ်ပြီဟာဒီဖက်မှာလာကြပါစီးပွားရေးရှာမှားရင်တောင်ရခုံမှားတာပဲဖြစ်ဖြစ်စီးပွားရှာမှားတာပဲဖြစ်ဖြစ်နော်ဒါကစားဝတ်နေရေးအတွက်ဖြစ်တယ်နော်အိမ်ထောင်ပြုတ်မှားရင်ကတော့အိမ်ထောင်ရေးဖြစ်တယ်ဒါတော့နော်အချစ်နဲ့ပတ်သက်လာလို့အိမ်ထောင်ပြုတ်ပြီးတော့မှနော်နေကြတာကိုပြောတာကိုးကွယ်မှုမှားရင်ဆိုတာကတော့ဖရာတရားနဲ့ပတ်သက်တာဘာနဲ့ပတ်သက်လာလဲဖရာတရားနဲ့ပတ်သက်လာတယ်အဲ့ဒါကမှားခဲ့ရင်ထာဝရပဲနော်ဒါကြောင့်ဒီနေ့ကျွန်တော်တို့သင်ရမယ်အရာဒီကဘာသာတရားဒီမဟုတ်ဘူးသေရေးရှင်ရေးကိစ္စဖြစ်ဘာကိစ္စလဲသေရေးရှင်အဲ့ဒါကြောင့်ဖယားနဲ့ပတ်သက်လာဘာနဲ့ပတ်သက်လာဒါကြောင့်ဘာသာတရားမှာတော့အများကြီးရှိပါတယ်နော်ဘာသာတရားမှာဘာရှိလဲဆိုအတိကဘာသာကြီး၄ခုရှိပါဠိလဲ၁ဗုဒ္ဓဘာသာ၂ခရစ်ယာန်ဘာသာ၃မွတ်စလင်၄ဒါကအတိကဂျန်တဲ့ဟောနတ်ဘာသာတီရောအကုန်လုံးအများကြီးဘာသာကွဲလေးတရားတော့မရှိဘူးလားရှိလိမ့်မယ်အချုပ်ကြီးက၄ခုရှိတယ်တော့အဲ့ဒါကိုကြည့်ရမူလတန်းကျောင်းတွေအလယ်တန်းကျောင်းတွေအများကြီးရှိပေမဲ့ဟိုမှာတကယ်ကျောင်းရဲ့အချုပ်ပညာရေးမှုဝန်ကြီးချုပ်ပညာရေးဝန်ကြီးဌာနဆိုပြီးတော့အကြီးတွေမရှိဘူးလားအဲ့ဒီဌာနတွေမှာဒီဘာသာရေးဌာနမှာ၄ခုလောက်ချုပ်ထားတယ်တော့
ဘယ်ဌာနပညာရေးမှာဘယ်အကြောင်းမှာပဲတက်တက်ပြဋ္ဌာန်းထားတဲ့သင်ခန်းစာတွေမအောင်ဘူးဆိုရင်အဲ့ဒီကျောင်းမှာတက်တာပဲဖြစ်တယ်မအောင်ဘူးဆိုရင်ကြာတာပါအောင်ဖို့မလိုဘူးလားတစ်လဲကောင်းတယ်နှစ်လဲကောင်းတယ်သုံးလဲကောင်းတယ်လေးလဲကောင်းတယ်ကောင်းမှာပါကောင်းတာတော့ဒါပေမဲ့ကောင်းတာပဲရှိတာမအောင်ရင်တော့မမှန်တော့ဘူးကိုတက်တာကိုတက်တဲ့ရည်ရွယ်ချက်ကငါအကြောင်းကောင်းတယ်ဆိုပေမဲ့အဲ့ဒီမှာအကြောင်းမအောင်ဘူးဆိုရင်ကြာမှာဒီနေ့လေဘာသာတရားဆိုတာကဖျားရှာတာဘာရှာတာဖျားရှာတာမွတ်စလင်ဘာသာဖျားမရှာဘူးလားဖျားရှာတဲ့အကြောင်းဗုဒ္ဓဘာသာဖျားမရှာဘူးလားဖျားရှာတဲ့အကြောင်းဟိန္ဒူဖျားမရှာဘူးလားဖျားရှာတဲ့အကြောင်းခရစ်ယာန်ဖျားမရှာဘူးလားဖျားရှာတဲ့အကြောင်းမအောင်ဘူးဆိုရင်မအောင်ဘူးဆိုတာပါမတွေ့ဘူးဆိုရင်ဖျားမတွေ့ဘူးဖျားမရဘူးဆိုရင်အတိတ်ပဲရှိလားရှိအားလုံးလဲဘာသာတရားများသည်ကောင်းပါဖျားရှာတဲ့အကြောင်းဒီပါတော့ဖျားမတွေ့ဒါမေးပွဲကြဒါတော့ဒီနေ့ဖယားတွေ့ဖို့ဖယားရဖို့ဖယားရဲ့သင်ခန်းစာအောင်သွားဖို့အရေးမကြီးဘူးလားမအောင်ပဲနဲ့ဘယ်ဘာသာမဲဝက်မယုံရင်စမ်းကြည့်သေသွားရင်ဖယားမတွေ့ဘူးဆိုရင်ဘယ်သွားမလဲအဲ့ဒါကြောင့်အားလုံးလက်အောင်ရေဘူးနဲ့ဖနာမပါရင်ຫນွေရောက်လာခါမှသိရတယ်သီလဒါနတေချာမသိခဲ့ရင်သေခါမှကောင်းကောင်းသိရမယ်ဇာမဲတောင်းရခုံမှားတာကတစ်နှစ်ပဲအိမ်ထောင်ပြူမှားတာကတစ်သက်ပါတယောက်ယောက်တင်ကြံသေးတယ်ရွေးလို့ရသေးတယ်ကိုယ်ကွယ်မှုမှားတာကသာဝရဇာမေပွဲကြရင်လည်းနောက်နှစ်ဖြေလို့ရတယ်ဇာမေပွဲကြနောက်နှစ်ဖြေလို့မရဘူးလားမအောင်မချင်းဖြေလို့ရတယ်ငရဲကြပြီးရင်တော့နောက်နှစ်ပြန်တက်လာလို့ရလားမရဘူးဒါကြောင့်ငရဲမကြအောင်ဒီ3ရက်နော်ဆယ်လေးနိုင်ကကျွန်တော်သဘောကျတာကသမင်းဒီမှာပဲစားအပြည့်မှာသွားစားဆရာမလို့မနေ့ break ကတော့ကိုယ့်ဟာကိုယ်စားပြီး7နာရီခွဲမှာကွက်တိစောင်းလာရမယ်ဒီနေ့အစဆိုတော့နည်းနည်းခုံစီပါညာနဲ့လူတီကလည်းတင်တာအစတော့ဒါအားလုံးကသဘောပေါက်တယ်နားလေအစတော့ကျွန်တော်တို့ကနာရီဝက်ကတော့ဒီနေ့ကနာရီဝက်လောက်ပဲနောက်ကျလာအခုကတော့အားလုံးသိပြီကိုယ်နေအားလုံးသိပြီညက်ဖန်ဆိုလုံးဝ7နာရီခွဲ7ခွဲနော်7ခွဲလား7နာရီလား7ခွဲစားမယ်ဆိုရင်7နာရီ15မိနစ်20မိနစ်ကုန်တော့ပါလေရှီမွန်ပေါ်ရှိသေးတယ်နောက်ပြီးတော့ကိုနေရာလေးယူပြီးတော့တေချာလုပ်ဖို့နေရာပြင်ဆင်ရေးရရှိသေးတယ်ဆိုတော့ရှင်းနိုင်ခွက်ကွက်ပြီးကျွန်တော်တို့ကတင်ဖို့ဘာကြောင့်လဲသမင်းတင်မှာကျွေးမှာသမင်းကရှယ်တခါတည်းရောက်လာမှာနေ့လေစ7ခွဲဆိုတာနဲ့စ12နာရီအဲ့ဒါပြီးတာနဲ့ပြန်စပြီးရင်3ခွဲ4နာရီတော့သမင်းထုတ်နေယူသွားချင်ယူသွားတော့ကိုကားပေါ်မှာစားချင်စားအိမ်မှာစားချင်စားဒီမှာပဲစားခက်နေဆိုစားအဲ့လိုရတယ်တဲ့ဆိုတော့3ရက်4ရက်အရေးကြီးလွန်းလို့အဲ့ဒါကြောင့်ဟိုမှာစန်းနူးတော့လာတာလားမရောက်လာသေးဘူးနော်ဟောဖုန်းနဲ့အကြောင်းကြားလိုက်အောင်အရေးကြီးတယ်မလေးမှာတိမ့်တစ်ထောင်သွားထုတ်ဖို့ရှိမသွားနဲ့လို့ကျွန်တော်ပြောထားတယ်ဒီကလူတယောက်မလေးမှာတိမ့်တစ်ထောင်ဟိုမှာအစည်းအဝေးတွေဟိုမှာသွားတက်တာထက်တရက်သွားတက်တာထက်ဟိုမှာမလေးမှာတိမ့်တစ်ထောင်လာယူဆိုရင်သွားမယ်လူဒီမရှိဘူးလားအားလုံးသွားချင်ဒါမဲ့အဲ့ဒီတိမ့်တစ်ထောင်ကငရဲယူသွားလို့ရငရဲမှာလည်းယူသွားလို့မရနောင်ဘဝတင်းကျန်းကြော်ပြီးငါ3ဖို့ဆိုမှထွဲထားလို့ရလားမရဘူးပန်လည်းမရှိအဲ့ဒီတိမ့်တစ်ထောင်ပိုက်ပြီးတော့မှတေသွားရင်တပြားမှမယူသွားပဲနဲ့ကိုကလောက်ကပဲစားပြီးတော့မှနောင်ဘဝပါဖះမသိလို့ငရဲကြမယ်ဆိုအကျိုးရှိလားတချို့ကတိမ့်900လူတယောက်ကတိမ့်900တိုးရလူကဈေးဝယ်ရင်းနဲ့ဝင်နှစ်ကြလေးနဲ့ရောင်းလာကြလို့အဲ့ဒီတော့ထီလက်မှန်နှစ်ကြအဲ့ဒါဒါပဲကြံတယ်နေပေါ့မှာအတော်ကြီးဝယ်ပါဆိုပြီးတော့ထီရောင်းတယ်လူကပြောတော့ငါဟိုမှာအဟင်းတိဟင်းရဝယ်မလို့ရမှာဆိုတော့ဒီကွာဆိုမှစစ်ကူပေါ့ဝယ်လိုက်တာ
သိန်း900ပေါက်တာကဲမကောင်းဘူးလားမယုံဘူးနဲ့ကြလေးနဲ့သိန်း900ဖေးရမလဲလာနင်းနံပါတ်နဲ့နင်းထီလဲနံပါတ်နဲ့ကွက်တီပဲဟိုမှာကြောင်းညာနေပြီပေါက်နေတာသွားဆိုတော့သွားပြီးပုံပေးကြတော့ဟာမဝန်တာဘူးလားဝန်တာလုံးလုံးနဲ့ကြလေးငါဟင်းတီဟင်းရွတ်ဝယ်စားရင်တော့အခုတော့မှရှိတော့မှမဟုတ်ဘူးသိန်း900ဆိုပြီးတော့ငိုပြီးတော့မှဝန်တာလုံးလို့ငိုတာကြည့်ကြလို့အငိုတိတ်သွားတော့သွားကြည့်တဲ့အခါတေးသွားသိန်း900ရပြီမသိဘူးလားအကျိုးရှိလားထဲစားခြင်းလောကပစ္စည်းဥစ္စာဒီအလုံးထဲစားခြင်းတကဘာလုံးပိုင်ရင်လည်းအကျိုးမရှိဘူးမှတ်ထားယူသွားလို့မှမရတကဘာလုံးမပိုင်ချင်ကြဘူးလားလူကတော့ပိုင်ချင်တယ်လေလောဘရမက်တီမရှိဘူးလားတရက်ပြီးတရက်တစ်သက်လုံးလှုပ်ရှားလာတာဘာမှမဲရမရှိပေမဲ့ဒီနေ့မအားဘူးဒီနေ့ကအလုံးလုံးဖို့ရှိလို့အရေးကြီးတယ်ဆိုပြီးတော့မှတော့ကြသေးရင်ငရဲသွားမယ်ကိစ္စကြီးကိုအခွင့်အရေးကြီးကိုရှုံးတဲ့သူတွေမရှိဘူးလားမရှိတဲ့ထက်မသိတာခက်တာမရှိတာထက်မသိတာခက်တာအရေးကြီးတဲ့အရာအဲ့ဒါအရေးကြီးတယ်ကဲကိုအရေးကြီးတာလူကတော့တကဘာလုံးရော့ဆိုပြီးဖျားပေးရင်တော့ကျေနပ်သလားမကျေနပ်ဘူးတကဘာလုံးပိုင်တော့ကျေနပ်လားဘိုးတို့ရဲ့နောက်တစ်လုံးရှိသေးသလားလို့ဆုတောင်းအောင်ပါအဲ့ဒါဒီကဘာမှမဟုတ်ဘူးဆက်အစားချင်းပဲဖြစ်တယ်ဒါကြောင့်ဒီနေ့လာတာကတော့တကယ်ဖျားတရားကိုယ်ကိုယ်မမှားရင်သာဝရကာလမှာအကျိုးရှိမယ်ဖားခဲ့ပြီးတော့မှကိုယ်ကိုယ်ဖားခဲ့တော့သာဝရငရဲသွားပြင်ဘာမှပြန်တက်လာလို့မရဘူးလူတည်းကရှောက်ချင်နေတာဟောမှာငရဲရောက်ပြင်တော့မှဒီလောကအနေပြီးတော့မြတ်တာဒီပို့မယ်အထူဒါနဒီနဲ့တေချာလို့ရဲကောင်းရာပြန်ကြွလာမယ်တဲ့အဲ့ဒါဆိုရင်တေပြီးမှလို့ဒီအသက်ရှင်တဲ့အချိန်ဘာမှဖရားတရားလည်းမရှိနဲ့တေပြီးမှသာကောင်းလုပ်တော့ဟုတ်တယ်မလားမရဲကမရောက်သေးတာမလုပ်နဲ့လေရောက်ပြီးမှစလုပ်လို့ရမယ်ဆိုရင်အဲ့ဒီချိန်မှစလုပ်လွယ်သလားသာဝရငရဲလို့ခေါ်တာပြန်လာလို့သာဝရနေရာရောက်သွားတာခဏပြန်လာလို့မရဘူးဘယ်သူမှပြန်လာလို့မရတော့ဒါကြောင့်အရေးကြီးတယ်ဒီနေ့နော်ကျွန်တော်တို့ဟုတ်ပြီဒါဆိုရင်အဲ့ဒါကြောင့်ဘာလဲဆိုရင်တေရေးရှင်ရေးတင်တန်းဖြစ်သွားပြီကောင်းစင်ကြီးကဘာလဲစကောင်းမှာနှောင်းတေချာအဲ့ဒီမှာတတိပေးချက်3ခုရှိတယ်တောင်ရခုမှားရင်အိမ်ထောင်ပြုတ်မှားရင်ကိုးကွယ်မှုမှားရင်အဲ့ဒီဟာထဲကပြန်ချုပ်ရဆိုရင်တေရေးရှင်ရေးဖြစ်လာတယ်ဘာတင်တန်းတော့ထမင်းတောင်ကျွေးပြီးဟိုမှာဇာလိနိုင်တော့ပေးတာသွားတယ်ဆိုပြီးမဲရင်ဘာတင်တန်းလို့ပြောရမလဲတေရေးရှင်ရေးပါဟာအဲ့ဒီတင်တန်းကြားဖို့လေကြားဖို့ဒီမှာရှိတဲ့လူဒီအားလုံးအသက်ရှင်တယ်အသက်မရှင်ကြဘူးလားရှင်တဲ့အတွက်ကြောင့်စားဝတ်နေရင်မလိုဘူးလားအေးဒါကြောင့်ရှင်ရေးတင်တန်းတက်ဖို့ဘာကြောင့်ရှင်တယ်အရေးကြီးတယ်အသက်ရှင်ရတာအရေးမကြီးဘူးလားဘာကြောင့်ရှင်တာဒါဆိုရင်တေဖို့မတေချဘူးလားငါမတေဘူးကွာဆိုတဲ့လူရှိလားမရှိဘူးအဲ့ဒီတေကိုတေရမှာဖြစ်တော့ကြောင့်တိထိုက်တဲ့ဘာကြောင့်တေတာလဲဆိုတာလည်းမသိရဘူးလားသိဖို့လိုတာပေါ့ဒါပဲအရေးကြီးတာတေရေးရှင်ရဲ့အရေးမကြီးဘူးလားဒါပဲတိတ်တထောင်ရုပ်အဲ့ဒါယူမလားတိတ်တထောင်ယူပြီးအခုလည်းပေးဖြတ်လိုက်မယ်တကြက်မှမယူပဲနဲ့တက်လုံးနဲ့ဆင်းရဲသွားမယ်အသက်တော့ရှင်းမယ်ဆိုရင်ဘယ်ဟာရွေးမယ်တိတ်တထောင်ယူပြီးတော့ဖြတ်ယူမလားယူတကြမှမပြင်းနေတာဆင်းရဲကိစ္စမရှိဘူးလားရှင်ပရစေမရှိဘူးလားဒါဆိုရင်အသက်မရှင်ချင်ကြဘူးလားရှင်ချင်ကြတယ်ရှင်လဲရှင်ကြတာဘာကြောက်ရှင်တယ်လဲဆိုတာသိဖို့မလိုဘူးလားမသေးချင်ကြဘူးသေကိုသေရမသေးချင်ကြပေမဲ့ဘာပြမလဲသေကိုသေရဒီနေ့သေမလားစရင်ကောက်မယ်ဒီနေ့သေမဲ့လူဒီစရင်လာတော့နေဖန်သေမဲ့လူဒီစရင်လာတော့လာကုန်သေမဲ့လူစရင်လာတော့ဆိုဘယ်မှာတွန်းကြမလဲလာကုန်မှာပဲတွန်းကိုတွန်းရမယ်ဆိုရင်လာကုန်မှာငါကိုတွန်းပေးပါမဖြစ်ဘူးလားဖြစ်မှာဘာကြောက်လဲတေးမယ်ဆိုရင်လည်းနောက်ဆုံးလဲတေးချင်တဲ့လူဒီမရှိဘူးလားနဲ့ဖန်စားဖို့မရှိရင်တော့မှအရေးမရှိဘူးတေးဖို့တော့မှတေးချင်သေးဘူးဆိုလို့မရှိဘူးလားဒါကြောင့်
ဘာတင်တန်းတော့ကဲဒါဆိုရင်တေရေးရှင်ရေးပါကြောင့်အရေးကြီးတယ်လဲဆိုရင်ဒါနောင်တမလွန်ဘဝအထိပြဿနာရှိတယ်ယခုဘဝအသက်ရှင်တဲ့အချိန်မှာနားမလဲခဲ့ရင်တေသွားတဲ့အချိန်မှာလဲဒုက္ခရောက်မယ်ဆိုတဲ့ရေဘူးနဲ့ဖိနပ်မပါတဲ့သူဟာမောတွင်းရတယ်ဆောင်းတွင်းရတယ်အေးနေတယ်ချမ်းနေတယ်ရေမငတ်ဘူးချွဲမထွက်ဘူးကိစ္စမရှိဘူးနွေရာတီမှာတော့ရေဘူးဖိနပ်မပါတဲ့လူကဒုက္ခမတွေ့လာဘူးလားတွေ့လာအဲ့ဒါကြောင့်ဒီအရာကိုဘယ်ကနေတင်ရမလဲဆိုရင်ဒီဟာခရိယန်ကျမ်းစာမဟုတ်ဘူးလားခရိယန်ဘာသာအကြောင်းပဲဖြစ်မှာအဲ့ဒါကြီးကိုလာတင်လို့တော့ငါတို့ဥက္ကဘာသာပဲငါတို့မဆိုင်ဘူးကွာဆိုပြီးထပြန်သွားခြင်းလို့ရချင်ရတယ်ကျွန်တော်အဲ့လိုပဲဖြစ်ဒါဘာဘယ်သူရဲ့ကျမ်းလဲခရိယန်ဘာသာအကျမ်းဟုတ်တယ်မလားဘယ်သူကျမ်းလဲဘာလဲဒီဟာဖတ်လိုက်အားလုံးလဲအောင်ဓမ္မဟောင်းကျမ်းနဲ့ဓမ္မတိကျမ်းတီးဟူသောဟာဝရဖယားဣတမကျမ်းပထဝီလာတိပန်လာမြန်မာစာလာတမိုင်းလာဆိုတာကိုဖတ်တော့မယ်စာအုပ်ကိုကောင်းစီမကြည့်ရဘူးလားကြည့်ရဒီနေ့ကျွန်တော်တို့သိရမယ်အရာကတော့ဘာသာတရားရဲ့ကျမ်းမဟုတ်တော့ဘာသာတရားရဲ့အကျမ်းကတော့လူတရားပြုစုရေးထားပြီးတော့မှဖက်ချင်ပြန်ဖက်ချင်ပြန်ဖက်မလုပ်ကြဘူးလားအဲ့ဒါဘာသာကျမ်းလူကပြုစုရေးထားတဲ့ကျမ်းဒါကတော့ဘယ်နဲ့နှစ်ကြာပြီးချက်ဒါကတော့ပြန်ထည့်ရမယ်ဒါဆိုပြီးတော့မှပြန်အသက်သွင်းရတယ်ပြန်ဖက်ရတဲ့ကျမ်းတရားဘာသာကျမ်းလူကျမ်းလူရေးထားတဲ့ကျမ်းဒါကတော့အားလုံးလဲဓမ္မဟောင်းကျမ်းနဲ့ဓမ္မတိကျမ်းတီးဟူတော့သာဝရဖယားဣတမကျမ်းမသမကျမ်းကတမကျမ်းလားမသမကျမ်းဆိုထွက်ပြလိုက်မကြည့်နဲ့ဘာလို့လဲမသမကျမ်းတမကျမ်းဆိုတာလုံးဝမမှားမကျွမ်းနိုင်တဲ့ဧကမုတ်ချအကျွမ်းမဲ့ဖန်ကန်တဲ့သာဝရဖယားကိုတိုင်ကဖတ်တန်းတင်ထားတဲ့အမအယွန်ကင်းတော့သာဝရဖယားကိုတိုင်ရဲ့တမကျမ်းဘယ်ချိန်မှာတော့ဓမ္မဟောင်းကျမ်းနဲ့ဓမ္မတိကျမ်းဓမ္မဟောင်းကျမ်းဆိုတာ BC ခေတ် before Christ ခရစ်တော်မှာတိုင်ခေတ် BC ခေတ်ဓမ္မတိဆိုတာအခု AD ခေတ်ခရစ်တော်လာပြီးမှခရစ်တက်ဂရစ်2022ခုနှစ်ရှိဘယ်နှစ်ခုနှစ်ရှိပြီလဲ2022ခုကဘာမှာခေတ်ကြီးနှစ်ခေတ်ပဲရှိကုံလွန်ခဲ့ပြီးတဲ့ BC ခေတ် before Christ ခရစ်တော်မတိုင်မီခေတ်ကတနေ့ရော့သွားပြီးကုန်သွားပြီအဲ့ဒါကုန်သွားတာနဲ့ခရစ်တော်ကြွလာပြီးတော့တနေ့အခု2022နှစ်မရှိဘူးလားအဲ့ဒီဓမ္မဟောင်းကျမ်းနဲ့ဓမ္မတိကျမ်းတီးဟူသောအစနဲ့အလဲအဆုံးတီးဟူသောယခုခေတ်ကြီးနှစ်ခေတ်ကုန်လွန်ပြီးတဲ့ခေတ် BC ခေတ်နဲ့အခုဆက်ပြီးသွားနေတဲ့ AD ခေတ် AD ကတော့တနေ့တိုးလာBC ကရော့လာကုန်သွားပြီ AD ကတိုးလာနဲ့အခု2020အဲ့ဒီဓမ္မဟောင်းကျမ်းနဲ့ဓမ္မတိကျမ်းတီးဟူသောသာဝရဖယားကိုတိုင်ရဲ့အမှားအယွန်ကင်းအောင်ဖတ်တန်းတင်ထားတဲ့ဓမ္မကျမ်းသာကိုတရားဆယ်လင်းမနာလျှောက်ပြောအပြောကောင်းတဲ့လက်မခံဓမ္မကျမ်းစာမှာဥပရိပုဒ်မှာသာဝရဖယားရဲ့ဥပရိအကြီးအငယ်ဘယ်လောက်မှာပါတီရှိတယ်ဆိုသိရင်တော့အဲ့ဒါတော့လက်ခံအမတကိုမကြိုက်ရင်ကိစ္စမရှိဥပရိသာမရှိဘူးလားဘယ်သူ့ရဲ့ဥပရိလဲအားလုံးလဲသာဝရဖယားဤတမကျမ်းဒါကြောင့်အဲ့ဒီဖယားကိုရှာရင်ဖယားဥပရိနဲ့သွားမှရမှာဖယားဥပဒေနဲ့မသွားတဲ့အခါမှာလူတရားအမှားအယွန်ဖြစ်သွားတော့တတိပေးထားတာကိုယ်ကိုယ်မှုမှားရင်တော့သာဝရနော်ဒါကြောင့်ဖယားရဲ့တမန်ကျမ်းမှာပါတီရှိတယ်လေဒီနေ့မြင်တွေ့နေရတဲ့အရာဒီအားလုံးဒီအလိုဖြစ်လာတာမဟုတ်ပါကဲခင်ဗျားတို့အားလုံးကိုမင်းလိစာမရှိဘူးလားဘယ်ရလာလဲအိမ်နာပတ်ဘယ်လောက်လဲသူ့ကိုမင်းလဲမပြောဘူးလားဟိုအိမ်နာပတ်ဘယ်လောက်ဘယ်ရကော့ကလာတာမင်းအဖေပဲသူလဲအဖေအမေဥပတူတိုးပတူလိစာမရှိဘူးလားအားလုံးလိစာရှိတယ်အရာခတ်သိန်းတွေပါရှိရလဲ
လိပ်စာရှင်ရှိတယ်အတ္တချောင်းလေးကိုယူလာကြအဲ့ဒီအတ္တချောင်းတဲကလည်းဆိုဥပအိမ်ကတွန်းငှားတာမရှိဘူးလားအဲ့ဒီဥပကိုဘယ်ကဝယ်တာလဲဟိုဆေးမှာဝယ်တာအဲ့ဒီဆေးကဘယ်ကထုတ်တာလဲဒီအက်ကဟိုကုမ္ပဏီကထုတ်လုပ်တဲ့အပ်ပါတဲ့ကားဒီအားလုံးကုမ္ပဏီနံပါတ်တွေမရှိဘူးလားအားလုံးလိပ်စာရှိတယ်လိပ်စာမရှိတဲ့အရာမရှိဘူးဒါကိုသိဖို့နံပါတ်1အားလုံးပါရှိလေအားလုံးရဲ့လိပ်စာဘယ်သူလဲဆိုရင်အလကားရှိလာတယ်လို့ကျွန်တော်တို့အထင်နာကိုကမှားနေတာနော်တဘာဝလောကကြီးတဲ့တဘာဝလောကကြီးတဲ့လူလဲဒီလိုဖြစ်လာတာအလိုဖြစ်လာတာငါအဖေမရှိအမေမရှိဘူးငါဟာငါဖြစ်လာတယ်ဆိုတဲ့လူရှိရလားရှိအဲ့ဒါကြောင့်ဒီအရာခတ်သိန်းကဘယ်ကလဲဒီဟာကိုအင်းဟိုတဘာဝအင်ကြီးပကုကူမှာတွေ့လို့တဘာဝအင်ကြီးမှာငါတို့ကအခုလို့ဖျားရှိခိုးနေကြတာလို့ပြောလို့ရမလားအင်းရှင်စိတ်ဆုံးမှာပေါ့ငါဘယ်လောက်နဲ့ဝေထားတာဘယ်လောက်ကုန်ကြအောင်ဘယ်ခုနှစ်ကတည်းကဆောက်ထားတာကွာဒါကိုလာပြီးတော့မှတဘာဝအင်လို့လွယ်ပြောလိုက်တာလို့စိတ်မစိုးဘူးလားစိတ်စိုးမှာဒီနေ့ကျွန်တော်တို့အရာခတ်သိန်းတွေလိပ်စာရှင်မရှိဘူးလားဘယ်သူလဲအရာခတ်သိန်းရဲ့လိပ်စာဖယားထာဝရဖယားဘာဖယားလဲထာဝရဖယားအရာခတ်သိန်းကိုဖန်ဆင်းတဲ့သူကဘယ်သူလဲဆိုရင်ဖယားဥပရိပုဒ်မဟေရှာယဖယားဥပရိပုဒ်မဟေရှာယ44အပိုင်ငယ်24ကိုဖတ်မယ်ကဲအဲ့ဒါဆရာလေးမနိုင်6ပြောတဲ့ဟာမဟုတ်ဘူးထာဝရဖယားမှတ်တမ်းတင်တယ်ဟေရှာယ44အပိုင်ငယ်24ဒါကြောင့်ကျမ်းချက်လေးကိုအရင်မှတ်ထားနောက်မှကျမ်းစာသွားရှာနော်ကျမ်းချက်လေးကိုမှတ်ထားအဲ့ဒါကျမ်းစာလည်းရှာမတွေ့ကျမ်းချက်လည်းမမှတ်ပြန်ဖြတ်လဲဆိုရင်ပြီးသွားရောအဲ့ဒါကြောင့်လက်ချက်လေးအိမ်မှာပဲဖြစ်ကြည့်အောင်မှတ်ထားနောက်ပြီးတော့ကျမ်းစာတေချာသွားရှာဒီမှာအဖိုးအဖွားတွေနားမကြားတော့တဲ့သူတွေတေချာကြားချင်ကြစာမဖတ်တတ်တဲ့သူတွေကြားချင်ကြအဲ့ဒါသာသမီတွေကဖတ်ဖို့မလိုဘူးလားကြားချင်ကြလားအေးအဲ့ဒါကြောင့်ပညာသင်ခိုင်းတာပညာသိနေဆိုတာနံပါတ်1ဖယားသိတဲ့ပညာဖြစ်တာဖယားမသိခဲ့မလို့ဘူးဟုတ်ပြီဖတ်ကြည့်အောင်ဘယ်သူဖတ်ကောင်းမလဲကဲဟုတ်ပြီတွေ့နော်ဟေရှာယ44အငယ်24ကဲသမီးဒီထက်ကတယောက်ဖတ်ပါတွေ့နော်နဲ့ဖတ်လိုက်မထနဲ့ဒီတိုက်ပါအားလုံးကြောက်တင့်ကိုရွေးနှုတ်တော်မူ၍ဖဆကပင်တင့်ကိုပြုပြင်တော်မူသောထာဝရဘုရားမင်းတော်မူသည်ကမိုးကောင်းကင်ကိုငါတပတ်တီးချက်လျက်မြေကြီးကိုအဖို့မရှိပဲဖြစ်တဲ့သိန်းသောအရာတို့ကိုခိုင်းစင်းသောထာဝရဘုရားဖြစ်၏ဟာအားလုံးလည်းတင့်ကိုရွေးနှုတ်တော်မူ၍တင်းကိုရွေးနှုတ်တော်မူ၍ဆိုတာကလူတိုင်းအတွက်ဆိုရင်နော်တကြွဒီလာလို့မျိုးဘောဖရာရွေးတာဆိုပြီးတော့မှခံယူတတ်တယ်ဒါလည်းထားလိုက်တော့အတိကကျွန်တော်ရွေးတယ်ဆိုတာကပချီဆရာတယောက်တည်ပါပုံဆွဲမလဲဆိုတာအများကြီးထဲကပါပုံဆွဲမလဲလို့ရွေးဖို့မလိုဘူးလားကျွန်တော်စဉ်းစားတာဆရာလိမ္မနာကိုဖရာခွဲထီးကြီးဖန်ဆင်းတယ်မရဘူးလားသူ့တဘောပဲခွဲထီးကြီးလို့ငါခွဲထီးကြီးဖြစ်သွားမှာကြောက်တုံးကြီးလို့ကြောက်တုံးကြီးဖြစ်သွားမှာတိတ်ပင်လို့တိတ်ပင်ဖြစ်သွားမှာပကြီးဆရာတယောက်ကပါပုံဆွဲမလဲဆိုတာပထမရွေးချယ်ပြီးတော့ငါပုံလားခွဲပုံလားလူပုံလားနနောက်ပုံလားနွားပုံလားအဲ့ဒါရွေးပြီးတော့မဆွဲဘူးလားအဲ့ဒီလိုပဲဖယားကဖန်ဆင်းရှင်ဖြစ်တဲ့ထာဝရဖယားတဲ့သူလေထာဝရဖယားအားလုံးလက်အောင်တင့်ကိုရွေးနှုတ်တော်မူ၍ဖွာစာကပင်ပြုပြင်တော်မူသောထာဝရဖယားဖွာစာကပင်ပြုပြင်တော်မူသောထာဝရဖယားမိတ်တော်မူသည်ကားဘာဖယားကမိတ်တော်မူသလဲထာဝရဖယားမိတ်တော်မူသည်ကားငါသည်မြေကြီးကိုအဖို့မရှိပဲခင်းလျက်
မောကောင်းကင်ကိုငါတပါးဒီချက်လျက်ခတ်သိမ်းသောအရာတော့ကိုဖန်ဆင်းသောသာဝရဘုရားဖြစ်၏ကြည်မြေကြီးကိုအဖို့မရှိပဲခင်းတယ်ဟောမြေကြီးခင်းတုံးကအဖို့ရှိလားမောကောင်းကင်ကိုငါတပါးဒီချက်တယ်မောကောင်းကင်ကိုဘယ်သူချက်လဲသူတပါးဒီပဲအရာခတ်သိမ်းကိုဖန်ဆင်းတဲ့သာဝရဘုရားတဲ့မိတ်ဆွေနဲ့ကျွန်ုပ်ကိုလေလူဖြစ်အောင်ရွေးတာဘယ်သူဖြစ်အောင်ရွေးတာအဲ့ဒါကြောင့်လူဖြစ်နေတာလူလိုဖန်ဆင်းတာကျေးဇူးမတရားဘူးလားအဲ့ဒါကိုမသိကြလို့မြောက်ကနေလာတာတဲ့ဒီမှာမြောက်အမျောရှိလားမြောက်လို့ခေါ်ရင်ကိုကျင်납မလားကျင်납ပါရုပ်ဆိုးလို့မြောက်နဲ့တူရင်တော့မဟဲ့အောင်မြောက်မှလာခဲ့ဆိုစိတ်မဆိုးဘူးလားအခုကတည်းကမြောက်နဲ့တူပါတယ်ဆိုမှငေါ့မြောက်လို့ခေါ်တယ်စိတ်မဆိုးဘူးလားဘာဖြစ်လို့စိတ်ဆိုးတာမြောက်မှမဟုတ်တာစိတ်ဆိုးမှာပေါ့မြောက်မှဟုတ်တဲ့လူကိုမြောက်လို့ခေါ်တော့ကျင်납သလားအားလုံးလည်းအောင်ကိုတော်ဖရားကြီးယေရှုတည်လိုက်ကသမီးကိုခွဲကလေးဖန်ဆင်းရင်ယတနာပဲခွဲမှဖြစ်သွားမှာသားကိုခွဲထီးလေးဖန်ဆင်းရင်ပညာသင်လို့ရမှာမဟုတ်ဘူးလူလို့ဖန်ဆင်းတာယေရှုတင်လိုက်တာလက်ခုထိကြအရေးကြီးတယ်နော်အရေးကြီးတယ်နော်ငါတို့ကိုသူ့တဘောပဲလေရွေးပြီးတော့လူဖြစ်အောင်ရွေးချယ်တာဝက်မကြီးဖန်ဆင်းလို့ရတယ်တိတ်ပင်ကြီးဖန်ဆင်းကြောက်တုံးကြီးဖန်ဆင်းလို့ရတယ်သူကြိုက်တယ်လို့သူပချီဆရာသူဆွဲချင်တာသူဆွဲမှာပေါ့ဖန်ဆင်းရှင်ဖယားကသူ့တဘောငါတို့လူဖန်ဆင်းလိုက်ပါလို့ကန်ဆန်းလို့မဟုတ်ဘူးငါတို့ကငါ့ကိုချောချောလေးလို့တေချာလေးပြည့်စင်ပေးနော်လို့ပြောလို့မဟုတ်ဘူးတင်ကိုရွေးနှုတ်ပြီးတော့မှလူဖြစ်အောင်ငါရွေးပြီးတော့မှဖွာစားကပင်အမိဝန်ထဲကပင်မွဲလာကတဲ့ကပင်ငါပြုတ်ပြင်ထားတာတဲ့ဘယ်သူပြုတ်ပြင်ထားတာဒီရုပ်ဒီဖယားပြုတ်ကိုဟာကိုလုထားတာမဟုတ်ဘူးမကျေမနမရှိနဲ့ကျေနပ်တချို့ဟာငါအယုတ်ဆိုးလို့တဲ့ဘာနဲ့အတိုင်းတယ်လေအယုတ်ဆိုးတာဖယားဖန်ဆင်းတာတကပါလုံးမှာဘယ်သူနဲ့မှမတူအောင်ဖန်ဆင်းထားတာဟာတကပါလုံးမှာတူလားဘယ်သူနဲ့မှမတူဘူးပြုတ်ပြင်တာဘယ်သူပြုတ်ပြင်တာအားလုံးလည်းကျေးဇူးတင်လိုက်တာသမီးနဲ့ဘယ်သူမှမတူတကပါလုံးမှာဒီတယောက်ပဲရှိတာအဲ့ဒါကြောင့်ဂုဏ်ယူလိုက်တာဟုတ်တယ်လို့ဖြစ်အောင်မှာဘယ်သူနဲ့မှမတူအောင်မဖန်ဆင်းဘူးလားပြုတ်ပြင်တာအဖေနဲ့အမေပြုတ်ပြင်တာမဟုတ်ဘူးအဖေနဲ့အမေကသဘောတဘာဝအရာမေထုံတန်ဝါဒဆက်ဆံပြီးတော့ဖော်နဲ့မှဆက်ဆံပြီးမွေးဖွားကြလို့ဖယားကအမိတ်ပေးလို့သဘောတဘာဝအရာဖော်နဲ့မှဆက်ဆံကြတာပဲရှိတယ်သူတို့ကပြုတ်ပြင်လို့ရမလားမရဘူးဖယားပြုတ်ပြင်တာဒီရုပ်ဒီအလုံးဆရာလိမ္မနာနဲ့တကပါလုံးမှာသွားရှာဒီတယောက်ပဲရှိတာအဲ့ဒါကြောင့်ကိုမယူတာကိုမယူကြဘူးလားအေးတင်းကိုရွေးနှုတ်တော်မူ၍ဖွာစားကပင်ပြုတ်ပြင်တော်မူသောသာဝရဘုရားတဲ့ဖွာစားကပင်ဘယ်သူပြုတ်ပြင်သာဝရဘုရားမိတ်တော်မူသည်ကားတဲ့မင်းကိုပြုတ်ပြင်ဖန်ဆင်းတဲ့ဘုရားဟာမြေကြီးကိုခင်တုံးကအဖို့မရှိဘူးနော်မှတ်ထားသူတပါးပဲရှိတာမောကောင်းခင်ကြက်တုံးကငါတပါးဒီကြက်တာကွာဟာဒါဆိုရင် तू ကအစအဦးဆုံး तू မရှိဘူးလားရှိနေတာအဲ့ဒါကြောင့်သာဝရဘုရားလို့ခေါ်တာဘာဘုရားလို့ခေါ်တာအသက်ကြီးလို့တေးသွားတဲ့ဘုရားမဟုတ်ဘူးအိုတဲ့ဘုရားမဟုတ်ဘူးနာတဲ့ဘုရားမဟုတ်ဘူးသာဝရကိုအသက်ရှင်တဲ့ဘုရားအားလုံးလည်းအကိုတော်ဘုရားကျေးဇူးတင်လိုက်တာငါတို့အဖေတော်အော်လာပြီးတေးသွားလို့ဘုရားဆိုတာမအိုရဘူးမနာဘူးမတေးရဘူးလူတရားတော့အော်နာတေးချင်းနဲ့မလွတ်လောကမှာလူဘုရားနတ်ဘုရားဒီလည်းရှိပါတယ်ဘုရားစစ်မဟုတ်လို့သာဝရဘုရားမဟုတ်လို့အော်လာတယ်နာလာတယ်တေးသွားတဲ့ဘုရားဒီသူ့နဲ့တေးပါအဲ့ဒါသာဝရဘုရားမှာမဟုတ်တာလူဘုရားနတ်ဘုရားရှိတော့ရှိပါတယ်ဘုရားစစ်တော့မဟုတ်ပါသာဝရဘုရားအစစ်အစအလေအဆုံးသာဝရမအုံမနာမသိ
မြေကြီးကိုအဖို့မရှိပဲခင်းမောကောင်းကင်သူတပါတဲ့ကြက်အရာခတ်သိမ်းရှိသမျှဖန်ဆင်းတဲ့ထာဝရဘုရားကျွန်တော်တို့ကိုလည်းပြုပြင်တဲ့ဘုရားယေရှုတည်ဖို့မကောင်းဘူးလားဒီဘုရားကိုရှားဖို့လိုတာဖြစ်ကလေးစံဘုရားငါတို့လည်းဘုရားရှားတယ်ငါတို့လည်းဘုရားတရားရှိပါတယ်ငါတို့ဟာဆိုပြီးတော့ကိုယ့်ဟာကိုယ်ပဲဘုရားဒီကိုကိုယ်တဘောနဲ့ကိုလှုပ်ပြီးတော့မှကိုယ့်ဘုရားဆိုပြီးလှုပ်နေတာကဘုရားစစ်ဘုရားမှန်နဲ့မတွေ့ဘူးဆိုရင်ကိုယ်ကိုယ်မှမားရင်ဒါကြောင့်ဒီနေ့ဖဏတ်တောင်မှအစစ်လိုချင်တလားဟဲ့အတုလိုချင်တလားဖဏတ်လေချင်းင်းဖို့ဖဏတ်နမ်းဖို့ဖဏတ်မဟုတ်ဘူးအခန်းထဲယူပြီးဖဏတ်နမ်းဖို့တဲ့လူရှိလားစီးဖို့မရှိမဖြစ်တော့မလို့အဖလားစီးရတာအိမ်ပြန်လာရင်တက်ကပေါက်နာမှာမင်းကြခဲ့တော့မင်းအိမ်ထဲဝင်လို့မရဘူးကြံခဲဆိုပြီးမထွက်ရဘူးလားပြန်သွားမယ်ဆိုရင်လာချီတီဖုန်တီနင်းဖို့လာမင်းမရှိရင်လည်းမဖြစ်ဘူးလိုအပ်တယ်မရှိပြန်ဘူးလားအဲ့ဒီလိုချင်းနေမဲ့ဖဏတ်တောင်မှအစ်စ်လိုချင်းရင်ကိုယ်ကိုရမဲ့ဥထိတ်ထားရမဲ့ခိုးလုံရမဲ့ကိုးစားရမဲ့ဖရာသည်ဘာမစိုးကောင်းပါတယ်ကောင်းရင်ပြီးရောဆိုတာဖန်တလားအစ်စ်တွေ့ဖို့အစ်စ်မဟုတ်ပဲနဲ့ကိုဟာကိုလုထားကိုဟာကိုတပိုးနဲ့လုပြီးတော့မှငါလည်းငါဖရာတယောက်ကပြောသေးတယ်ဆရာဖရာကပါပေးလို့လဲတဲ့ငါကပဲဖရာကိုကြွေးမွေးနေတာတဲ့ဟာငါငတ်ရင်ဖရာလည်းငတ်ပြီဟာအဲ့ဒါမှန်တလားဟာနေပြီဖရာဖန်ဆင်းတာဖရာကြွေးမွေးတာဖရာပြုတ်ပြတာဖရာကတောက်ဖို့ရေရှူဖို့လေကစားသူဖန်ဆင်းပေးတာကိုယ့်ဟာကိုလေလုတ်ပြီးရှူဆိုရမရဘူးကိုယ့်ဟာကိုအသက်ရှင်ဆိုကိုယ့်ဟာကိုရှင်ရှင်လို့ရလားမရဘူး stop ဆိုပြီးသွားပြီကား driver ကငါကားဆရာလဲတဝက်ပါတယ်ငါလဲတဝက်ပါတယ်လို့ပြောလို့ရလားကားဆရာကမောင်းတင်တာကားဆရာကင်တွေ့တာကားဆရာမောင်းလို့တာပြေးနေတာကားကငါပြေးတာကွာပြောလို့ရဒီနေရာလုံးဝမသွားနဲ့တော့ stop ဆို break အုပ်လိုက်ရင်ကားဘယ်လောက်ကောင်းမရဘူးလားအင်ဂျင်ပါထုတ်လိုက်ရင်တော့စီထဲ့လည်းမရဘူးဒါကြောင့်ဒီနေ့ကျွန်တော်တို့အရေးကြီးတဲ့ဖရားထာဝရဘုရားအခုလို့တိကြတဲ့အတွက်ကြောင့်မင်္ဂလာရှိသိပြီလားဘယ်ဖရားကိုလိုချင်လဲထာဝရဘုရားအစစ်ဖန်ဆင်းရှင်ဖရားအစစ်မြေကြီးကိုအဖို့မရှိပဲခင်းတဲ့ဖရားကောင်းကင်ကိုကိုယ်တော်တပါးပြီးကြက်တဲ့ဖရားစစ်မှန်တဲ့ဖရားမကိုးကွယ်ချင်ဘူးလားကိုးကွယ်ချင်ပါတယ်ဆိုတဲ့လူလက်အစစ်ပဲအတုကိုးကွယ်လို့ရမလားယောက်ျားအတုယူချင်တယ်လားမိန်းမဖဏောရှင်းနေဖို့တော့အစစ်အားလုံးလည်းဘောတော်ဖရားကြီးယေရှုတင်လိုက်တာနံပါတ်1ရှားရမှာကအစစ်ဖြစ်ဖို့တော့ရွှေတော်မှာအတုတည်နေညာဖို့စိုးရင်လားဘယ်နဲ့ဖရားကိုဖြစ်ကလာစံဖို့လို့ပေရရေးကြည့်တယ်နော်တောင်ရခုံမှကိစ္စအိမ်ထောင်ပြုတ်မှအရေးမကြီးကိုးကွယ်မှုမှအစကတည်းကငါကိုးကွယ်တဲ့ဖရားငါ့ကိုဖန်ဆင်းတဲ့ဖရားဖြစ်ရငါ့ကိုမဆနိုင်တဲ့ဖရားဖြစ်ရနောင်တမလုံးဘဝတိုင်အောင်အားကိုးရမယ်ဖရားမဖြစ်ရလားဖြစ်ရမှာဒါကြောင့်အစကောင်းမှအနောင်းသေးချာအစမကောင်းရင်ခြေတဆန်းကအရေးကြီးတယ်နော်မိုင်ပေါင်းတသိန်းကအရေးမကြီးမိုင်ပေါင်းတသိန်းခရီးသွားမယ်ခြေတဆန်းနဲ့စပါနဲ့စအေးအနောက်ဖက်မိုင်ပေါင်းတသိန်းဆိုရင်အနောက်ဖက်တဆန်းဖို့မလိုဘူးလားအဲ့ဒါအရှိဖက်ခရီးသွားမယ်မိုင်ပေါင်းတသိန်းပြဿနာမရှိခြေတဆန်းကအရှိဖက်သွားဖို့မိုင်ပေါင်းတသိန်းကိုငါသွားမယ်ဆိုပြီးအရှိဖက်ခရီးကိုအနောက်ဖက်တဆန်းနဲ့စမမှားဘူးလားမားနေပြီအစကောင်းမှအနောင်းသေးချာမှာနော်ကိုဟာကိုတေးရေးရှင်တွေကိုစဉ်းစားအားလုံးကတော့ဖျားဖန်ဆင်းတာကဲငါအဖေနဲ့အမေမွေးတာဗျဆရာလိမ္မနာလည်းအဲ့လိုယူဖူးတဲ့အရင်မသိတော့တစ်ဖက်ပဲသိတာပူစောဦးနှောက်လေးအစိတ်သားလို့ရှိတယ်အဲ့ဒီဖျားထည့်ပေးတဲ့ဦးနှောက်လေးနဲ့စဉ်းစားပြီးဟဲခရိယန်တီအယူဒီတဲ့မင်းတို့ခရိယန်တီဘာဖြစ်လို့ကလေးလေးမွေးပြီးတော့ဖျားပေးတဲ့သားလေးဖျားပေးတာတဲ့
ဒါလေးမနာမင်းတို့အိတ်လို့ရတာဟုတ်လားမင်းတို့မအိတ်ရင်ပယ်ရမလဲမင်းတို့အိတ်ပြီးတော့မှမွေးလာတဲ့ကလေးကိုဖယားကိုသွားမပြောနဲ့အိတ်လို့ရတာမဟုတ်ဘူးလားအိတ်လို့မမွေးဘူးလားမွေးရအိတ်လေအဲ့ဒါကိုဖယားပြီးတာတဲ့မအိတ်နဲ့ကွာမင်းဒါဆိုရင်တွေ့မလားအဲ့လိုမှာအမေထုတ်ခဲ့အဲ့လိုပဲစဉ်းစားခဲ့ဝိုင်းဝဲနေဒါဆိုရင်မင်းခွန်းတစ်ဆက်ပြန်လာပြီမအိတ်တိုင်းကိုရတာအိတ်တိုင်းကိုကလေးရကြိုက်တော့အိတ်ကလေးရအိမ်ထောင်ပြုတ်တယ်အိမ်ထောင်တဲ့ဒီကလေးမရနဲ့အိမ်ထောင်မရှိဘူးလားသူတို့မအိတ်ဘူးလားအိမ်ထောင်ပြုတ်ပါလေဆုံးမှာဘာလို့မှာလဲအိမ်ထောင်ပြုတ်ကြတာဟောအိတ်ကြတာရလားကလေးကဲဒီမဲခွန်းကိုစဉ်းစားအားလုံးလဲအောင်အိတ်လို့ရတယ်ဆိုရင်လေအိတ်တိုင်းလည်းမရပြန်ဘူးနော်ကလေးရအချင်းလွန်းလို့အိမ်ထောင်ပြုတ်လို့ကလေးတယောက်မှမရတဲ့လူတို့နဲ့ပြေးပါအိတ်တိုင်းလည်းမရအဲ့ဒါဆိုပါလဲဆိုဖယားကမေထုံတန်ဝါတာအချင်းဖိုးနဲ့မှအိတ်ပြီးတော့မှများပြားစွာမွေးဖွားကြလို့အမိတ်ပေးခဲ့တယ်ဖန်ဆင်းပြီးတော့လီနဲ့မရသည်သူပဲလက်ထပ်ခဲ့တာအာဒါကိုမြင်မှုကလည်းဖန်ဆင်းတယ်အေဝါကိုအာတရဲ့နာရောနှုတ်ပြီးတော့ဖိုးနဲ့မှကိုဖန်ဆင်းပြီးတော့လက်ထပ်ပေးတယ်သူကဖယားတခင်အဲ့ဒါကြောင့်အိမ်ထုံပြုတ်ဖို့ဖယားမပြောဘူးလားသူပဲစခဲ့တာအိမ်ထုံပြုတ်တယ်တို့တော့ငါတော့အိတ်လို့ရတာပြလို့ဟွာကြွားစရာအကြောင်းမရှိဖယားအခွက်မပေးရင်ကလေးမရတဲ့လူမပြောနဲ့ပဲတော်မှစိတ်ရင်လည်းမပေါက်ဘူးပြုတ်ရင်လည်းမကြက်တယ်ပဲရှိတယ်မြင်ဖို့လားပြုတ်ရင်လည်းမကြက်စားလို့မရစိတ်ရင်လည်းမပေါက်အဲ့ဒီပဲဘာပဲလို့ဖို့မန်းနဲ့လည်းခုတ်ကြည့်သေးကြပါအဲ့ဒါကြောင့်တက်ကြီးတွေကိုတရားသိတာကလေးတရားတော့ဘယ်ပဲလားပါလဲလို့ပါပဲပဲဖြစ်လေစိတ်ရင်လည်းမပေါက်ပြုတ်ရင်လည်းမကြက်တာဘယ်ဆုံးပြုတ်လို့ဘာပြုတ်လို့ဘယ်တောင်ဆုံးတာပြုတ်ခေါင်းလို့ဆိုလိုချင်တာကရေလောင်းတော်သူမတတ်နိုင်စိတ်ပြောတော်သူမတတ်နိုင်မင်းစိတ်ပြောတိုင်းလည်းမင်းအပင်ပေါက်အောင်မင်းမတတ်နိုင်ဘူးမှတ်ထားရေလောင်းတိုင်းလည်းမင်းကပေါက်ခိုင်းလို့မရဘူးအပင်ကိုပေါက်ပြီးတော့မှကြီးထွားတီးပွက်ဝယ်စားအောင်လုပ်တာကငါသာဝရဖရာတဲ့သာဝရဖရာအခွင့်မရှင်ပဲတော့အပင်ပေါက်လူမွဲဖို့မပြောနဲ့သာဝရဖရာအခွင့်မရှိရဲ့အဘဲသူစားရတဲ့နည်းအဘဲသူခံစားရတဲ့နည်းတဲ့ဖရာအခွင့်မရှိရဲ့စားလို့တောင်ရလားအဲ့ဒါမတတ်နိုင်လို့ငါတို့ကမပြောတတ်လို့အစားမတော်ရင်တလုတ်ပါအသွားမတော်ရင်တထမ်းပါလို့မတော်လို့မဟုတ်ဘူးတော်နေတာပဲပတ်စံနဲ့လက်ကမတော်တာရှိဘူးလားမိပါပိတ်မျက်စိပါနှိကွက်တိပဲဟာအဲ့လိုမတော်တာရှိလားဘသူမတော်လို့နေရောက်ပေါက်ထဲမှာထမင်းထဲမိတာရှိလားရှိဘူးအားလုံးအတားကွက်တိမပြောတတ်လို့မတော်လို့ခြေထမ်းနဲ့ကိုယ့်အကိုခြေထမ်းတာပဲလေကိုယ့်အကိုတိတာပဲဘယ်နဲ့တလန်ထမ်းလက်မထမ်းလက်ဘူးမှမထမ်းပါဘူးကိုယ့်အကိုခြေထုတ်ဒါပေမဲ့ဘာလို့မထမ်းနိုင်တော့တာလဲဖယားက stop ဟာအခုပဲစားနေတာဟုတ်တယ်တည်သွားပြီတက်ထွက်သွားပြီညော်တော့မညော်လိုက်အခုပဲလမ်းသွားနေတာလမ်းလျှောက်ရင်းနဲ့မတည်သွားဘူးလားဘယ်သူက control လုပ်တာအဲ့ဒါကြောင့် remote control ဆာလိမနာအရင်တုန်းကရှုမှတ်နေတာရှုမှတ်ဖြစ်လာရင်ပြက်လာမယ်ပြက်လာရင်ဖြစ်လာမယ်မွေးလာရင်တေးမယ်တေးလာရင်မွေးလာတယ်ဖြစ်ရင်ပြက်တယ်အဲ့ဒီဟာပဲရှုမှတ်နေတာဒါရှုမှတ်နေလို့ဘာအကျိုးရှိမှာကိုဟာကိုမောဖို့ပဲရှိတယ်ရှုမှတ်ဖြစ်လာလဲပြက်လာလဲဖြစ်လာလဲပြက်လာလဲဒါပဲရှိတယ်တော့မတိတာကဖြစ်ပြက်စေတဲ့ remote control ကိုကိုင်တဲ့ပုဂ္ဂိုလ်ဖယားကိုတည်ဖို့လိုတယ်ဖယားသွားမတည်တဲ့နဲ့သူ့ရဲ့ဝန်ကပါကြီးဆဲလဲနေတဲ့အပေါ်မှာပဲလဲပြီးတော့မှဒီလိုပဲဖြစ်ပြက်တာကတော့လူကတည်တဲ့ဘယ်ကနေဖြစ်ပြက်လာတယ်ဘယ်ဌာနကနေကင်ထားတာဘယ်သူကနေစလာတာလဲဆိုတဲ့အစအကောင်းမှအနှောင်းသေးချာတည်ဖို့မလိုဘူးလားအဲ့ဒါကြောင့်အစဒီသာဝရဖယားဖြစ်၏အစဒီဘယ်သူဖြစ်လဲအားလုံးလည်းအောင်မြင်ကြီးကိုအဖို့မရှိပဲခင်းလျက်မောကောင်းကင်ကိုငါတပါးဒီကျက်လျက်ခတ်သိမ်းသောအရာတို့ကို
ဖန်ဆင်းသောသင်အိတ်ဖရာသခင်ထာဝရဖရာဖြစ်၏သင်ကိုပြုပြင်တော်မူ၍ဖွာစကပင်ပြုပြင်တော်မူသောထာဝရဘုရားမိတ်တော်မူသည်ကားကောင်းကင်ချက်တုံးကငါတပါးဒီกว่าမြေကြီးခင်းတုံးကအဖို့မရှိပါဆိုအစအဦးဆုံးရဲ့အစရဲ့အစဒီဘုရားမရှိဘူးလားဘုရားမရှိဘူးလို့ပြောလို့မရဘူးဖန်ဆင်းတဲ့အရာဒီကြည်ချင်းအဖြစ်ဘုရားဆိုတာရှိတယ်ဆိုတာသိရတာအင်းရှင်မရှိရင်လူမတွေ့ရင်လည်းတကားပိတ်ထားရင်လည်းအင်းကြီးကိုတွေ့ရင်အင်းရှင်ရှိတယ်ဆိုတာမသိရဘူးလားအဲ့လောက်တော့သိသိပါတယ်အင်းတလုံးရှိရင်အင်းရှင်မရှိရဘူးလားရှိရတယ်အင်းရှင်ကိုတွေ့မှမဟုတ်ပါဘူးအဲ့ဒီလိုပဲအရာခတ်သိမ်းတည်အလိုလိုမရှိလာပါသူတို့ရဲ့လိက္ခာအလုံးရဲ့လိက္ခာရှင်သည်ထာဝရဘုရားဖြစ်၏ဘယ်သူဖြစ်လဲကဲအဲ့ဒါသိရပြီဒါဆိုကျွန်တော်တို့ရဲ့လိက္ခာပဲရထာဝရဘုရားပဲအဖေအမေအကိုအဖွာကြားကလူကပလူဦးရေဒီဘယ်သူမှမမှတ်မိနိုင်တော့တရားဖန်ဆင်းလို့ဖြစ်လာဒါတော့မသိရဘူးလားအားလုံးလဲအောင်ငါတို့ရဲ့လိက္ခာဒီတရားဖန်ဆင်းလို့ဖြစ်လာတာအဖေရောလဲဘုရားဖန်ဆင်းအမေလည်းဘုရားဖန်ဆင်းသူတို့လက်ထပ်ခိုင်းတာလည်းသူပါလူကလေးမွေးလာအောင်လည်းသူပဲဘုရားမလုပ်ရဲ့ဘယ်လောက်ပဲအိတ်တိုင်းမရတော့အိတ်မရအောင်လဲဖန်ဆင်းပေးတယ်ဘုရားအရာခတ်သိမ့်ဘယ်သူအခွက်ဘုရားအခွက်တာကြောင့်တေတာရောဘယ်သူအခွက်ရှင်တာရောဘယ်သူအခွက်ဒါကြောင့်တေရေးရှင်ရေးတိတ်တန်းတဲ့ရဲ့ဘယ်သူကလဲကြိုက်ထားတေတာဘယ်သူအခွက်ရှင်တာရောဒါပဲဒါဆိုရင်ရှင်တဲ့အကြောင်းကြီးရှင်တဲ့အကြောင်းသိရအဲ့ဒီမှာတစ်ချက်ချမ်းချက်လေးယောမဩဝါဒစာအခန်းကြီး7အပိုက်ငယ်36ဓမ္မတစ်တပိုက်ရဖတ်ယောမဩဝါဒစာအခန်းကြီး7အပိုက်ငယ်36ဒါကြောင့်အရေးကြီးတာကျွန်တော်တို့ရဲ့လိက္ခာတည်သွားပြီလိက္ခာမသိတဲ့သူရှိတယ်လိက္ခာတော့မသိဘူးဆိုတော့ရှာဖို့မလွယ်တော့ဟုတ်တယ်မလားလိက္ခာသိရင်တော့သွားလို့မရဘူးလားရပြီခင်ဗျားတော့မပူနဲ့နော်အဲ့ဒါကြောင့်ဘာမှသိလိက္ခာမသိပဲနဲ့တဝဲလေသွားရင်ယောမဩဝါဒစာနော်တမန်တော်ဖြစ်ယောမယောဟန်ဖြစ်တမန်တော်ဖြစ်ယောမဩဝါဒစာဘုရားဥပဒေပုံမှယောမဩဝါဒစာအခန်းကြီး7အပိုက်နဲ့36အဲ့ဒါဖတ်ရအဲ့ဒါတေချာသွားပြီခင်ဗျားတို့လိက္ခာသိပါနော်လိက္ခာတော့မသိရဘယ်သွားမှာလဲလိက္ခာနံပါတ်1သိဖို့လိုတာပေါ့ဟုတ်ပြီတွေ့ပြီလားမရင်တွေ့ဖတ်သိန်းသောအရာတို့သည်ကိုရောအထက်က၎င်းကိုရောအဖြစ်၎င်းကိုလိုမှ၎င်းဖြစ်ကြ၏ဘာဆက်ဆက်ဘုံကြီးအောင်ဖြစ်သည်ဟောအားလုံးလဲအောင်ခတ်သိန်းသောအရာတို့သည်ကိုရောအထက်က၎င်းကိုရောအားဖြစ်၎င်းကိုရောအဖို့အလို့ငါ၎င်းဖြစ်ကြ၏ဟာအရာခတ်သိမ်းဟာကိုရောအထက်ကဖြစ်လာတယ်ကိုရောအဖြစ်လာတယ်ကိုရောအဖို့အလို့ငါဖြစ်လာကြ၏တဲ့အရာခတ်သိမ်းဟာဘယ်သူအထက်ကဖြစ်လာကြတာတော့ကိုရောအထက်ကတဲ့ all things are in God all things are ဘယ်သူကလဲ in God by God ဖယားအားဖြင့် for God ဖယားအတွက်အဲ့ဒါအရေးကြီးတယ်အရာခတ်သိမ်းအတချောင်းကအစားတစ်ပင်ပန်းမှာမြက်ပင်တစ်ပင်တောင်ဖယားကအလိုရှိလို့ဖန်ဆင်းထားတာအလိုမြက်ပင်ပေါက်လာတယ်လို့မထင်နဲ့အခုနဘဲတစ်စိတောင်မှပေါက်ချင်တိုင်းပေါက်တာမဟုတ်ဘူးရေရတိုင်းပေါက်တာမဟုတ်ဘူးလေရတိုင်းမဟုတ်ဘူးဖယားအခွင့်ရှိမှာဒါကြောင့်ခတ်သိမ်းသောအရာတို့သည်ဆိုအရာခတ်သိမ်းဟာကိုရောအထဲကဘယ်သူအထဲကဘုရားအထဲကဖြစ်လာတာကျွန်တော်တို့တယောက်ချင်းစီရောဘယ်သူအထဲကဖြစ်လာကြဘုရားအထဲကဖြစ်လာတာဟာဘုရားအထဲကဘာတော့နာဝိညာဉ်ကဘုရားအထဲကထည့်ပေးလို့နာဝိညာဉ်ဒီမရှိဘူးလားနန္ဒီဘယ်ထဲရလဲဘုရားအထဲကကိုရောအားဖြစ်ဘယ်သူအားဖြစ်လာတာဘုရားအားဖြစ်ပဲဖြစ်လာတာမိဘအားဖြစ်မဟုတ်ဘူးမိဘဘုရားအသုံးပြုတာပဲ
ဒါသဘောတဘာဝအရာကလေးထင်းထားကလေးထင်းအဖြစ်မိပါအဲ့ဒါကြောင့်မိပါလေငါသားငါသမီးကွာမင်းငါမွေးထားတာမင်းငါကျွေးထားတာလို့မပြောတတ်ဘူးလားအဲ့လိုမပြောနဲ့ဘုရားသားသမီးဒီငါထင်းထားတာငါကလေးထင်းငါ့ကိုလည်းဘုရားဖန်ဆင်းငါသားသမီးလည်းဘုရားဖန်ဆင်းငါကျွေးတာမဟုတ်ဘူးငါဖဆက်ကြီးရောလေသူပဲထည့်ပေးတာငါကလေးဒီရောလေဘုရားပဲကျွေးတာအဲ့ဒါအရေးကြီးတာငါကျွေးတာမင်းတို့ငါကျွေးတာကွာငါတင်မင်းတို့သွားပြီးသားမှာဆိုတော့ဘုရားပုံကနာမဟုတ်ဘူးလားဘုရားကျွေးတာဒီပစက်ဒီဘယ်ကနေသားသမီးဒီရောမိဘကျွေးတာမဟုတ်ဘူးကိုတော့ဘယ်သူကျွေးတာအဲ့ဒါသိတယ်လူကနားလေသားသမီးဒီရောလေအေးဖះကိုချစ်ကြတော့ဖះပဲအားလုံးငါတို့ကျွေးတာဖះအခွင့်မရှိငါတို့ဘာတခုမှမရနိုင်ဖះအခွင့်မရှိစပင်းတပင်းလေးတောင်မြေတော့ကြလို့မရဒါဆိုဖះအခွင့်နဲ့မရဘူးလားဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့အရာခတ်သိန်းကဖះအထဲကဖြစ်လာတာဆိုတော့ညက်ပင်လေးလည်းဖះအခွင့်ထဲကကိုရိုအားဖြစ်ဖះအားဖြစ်ကျွန်တော်တို့လည်းမဖြစ်လာဘူးလားဖြစ်လာတယ်နောက်ပြီးတော့မှကိုရိုအဖို့အလို့ဟာဖြစ်လာတာမျှညက်ပင်လေးလည်းကိုရိုအတွက်ဖြစ်တယ်ဒါကြောင့်ဟိုစားနူးတော့လာပြီလားမလာသေးဘူးလားလာပြီလားဟာလာပြီဟုတ်လားဟိုကတော့อ๋อกรรมะนี่และเขาที่โจโซกรรมะโอ้อะไรมาဟုတ်ပြီกรรมะเนาะဟာဟုတ်ပြီกรรมะကျွန်တော်ညီဆရာပီတာလေးမောင်ပီတာလည်းမသိအဖွားကြီးကတည်သွားပြီထင်တယ်အဖွားကြီးဟာဆရာပီတာလေးမောင်တော့မမဲ့ဘူးกรรมะဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကိုရိုအထဲကဒီဖြစ်လာကြတာဘယ်အထဲကလဲကိုရိုအထဲကကိုရိုအားဖြစ်လာကြတာဘယ်သူအားဖြစ်ကိုရိုဖျားအားအတွက်ပဲဖြစ်လာရမယ်ဘယ်သူအတွက်ဖြစ်လာမယ်အဲ့လိုဖျားဥပဒေပုံမှာဆိုထားတာဟုတ်အားလုံးလည်းကိုရိုဖျားကြီးကျွန်တော်ကအဖေနဲ့အမေမွေးလို့ဖြစ်လာတာလို့ထင်ခဲ့တာဘယ်ဟုတ်မလဲအဖေနဲ့အမေကမွေးတာမဟုတ်ဘူးဟာဒါဆိုဘယ်ရလဲစဉ်းစားစရာမလိုဘူးလားဒါပေမဲ့အဖေအမေကမွေးတာလူအမြင်နဲ့ဟုတ်ပေမဲ့အဖေအမေကဒီရုပ်ကိုမဖန်ဆင်းတတ်ဘူးသဘောတဘာဝအရာအဖေနဲ့အမေကိုဖျားကလက်ထပ်တွဲဖက်ပြီးတော့မှအိတ်ခိုင်းလို့မွေးလာတယ်လို့လူကနားလည်ပေမဲ့ဖျားကပဲအားလုံးကိုဖန်ဆင်းထားတာဒီရုပ်ဒီပုံဒါကပါလုံးမှာဘယ်သူနဲ့မှမတူကြဘူးအခုကမ္မလာတဲ့လေးစားထိုက်တဲ့ပုဂ္ဂိုလ်နှစ်ယောက်နော်အိမ်ထောင်တော့ပြုတ်ကြပြီးပြီထင်ပါတယ်အိမ်ထောင်ဦးစီးတီလာတာကလေးတယောက်ပါလားမပါဖြစ်ဘူးကိုယ်စလေကမ္မကိုယ်စလေနှစ်ယောက်ထဲလာအေးနာမည်လေးပြောပါဦးအေတိုဟာအောင်ကိုလာအေဟာလက်ခုပ်တီကျော်ဆိုတာတစ်ခါနော်ကမ္မကျော်တယ်လို့ပြောအရေးကြီးတယ်နော်ဒီဟာကပါလဲဆိုရင်အစာကောင်းမှာကမ္မဒီပကုတ်ကိုသွားမယ်ဆိုပြီးတော့ဟိုပေါက်ဖက်မှာပေါက်သွားတဲ့ကားနဲ့စီးသွားရင်ရောက်မလားစာကောင်းမှာလိပ်စာတီးတာဒီဖက်ပကုတ်ကိုကားပေါ့ဟုတ်စီးလာတော့မရောက်လာဘူးလားအဲ့ဒါကြောင့်ခြေတထန်းကအရေးကြီးတယ်အရှိဖက်ခရီးသွားမယ်ဆိုအရှိဖက်ထားအနောက်ဖက်ဆိုအနောက်ဖက်ခြေတထန်းနဲ့စာအစာကောင်းမှာအခုလေတောင်းရခုမှားရင်ဒီနေ့အိမ်ထောင်ပြုတ်မှားရင်တသက်ကိုယ်ကိုယ်မှုမှားရင်ဒီလိုလူကြီးတွေကအဲ့ဒါတရားနားလေဒါကိုသူတို့ပြောလို့သူတို့ရဲ့ဆောင်ပုတ်တွေသူတို့အတွေ့အကြုံတွေရှိလို့မင်းတို့အပါမဆိုတေချာလို့အစကောင်းမှာတောင်ရလဲရှောက်ရှောက်ခုတ်ပြီးတော့မြေမကောင်းရေမကောင်းအချိန်မမှန်မြောင်းမမှန်ရှောက်တဲ့သူများလုတ်လို့ငါလဲလုတ်တယ်ဗျငါလဲရမှာပေါ့ဆိုတော့သူများစပကြီးအပြည့်ထက်တဲ့အချိန်မှာမမှန်တဲ့သူတီးကဖဲ့เสียမရှိတောင်အိမ်ထောင်ပြုတ်မှားရင်ဘယ်လောက်လဲတသက်နော်တသက်စာပြုတ်တာတေချာရွေ့စိတ်ကမြတ်တာအရေးကြီးတယ်နော်ရွှေငွေရတနာတီနဲ့အိမ်ထောင်ပြုတ်လို့မရမြတ်တာကိုချစ်တယ်တကယ်မြတ်တာစိတ်မြတ်တာမှနဲ့ချစ်တဲ့သူအိမ်ထောင်ပြုတ်ရရတယ်ဘယ်လောက်ပဲဆင်းရဲအတူသေးရင်အတူရှင်းရဲမကွာသစ္စာမြတ်တာဘွားလို့ချစ်ကြမယ်ဆိုတာ
ဆိုဖို့လားတေအတူရှင်ရဲ့မကွာပိဿာမြတ်တာပွားလို့ချစ်ကြမယ်ကွယ်ဆိုပြီးတော့ဆိုဖို့တယ်ဟုတ်လားအေးအဲ့ဒါမြတ်တာတော့ကိုယ်ကွယ်မှုမှားရဲ့ဒါဖရာတရားဖြစ်တာဗာနဲ့ဖရာတရားဖြစ်တာဒါကြောင့်တေရေးရှင်ရေးကဘယ်ကလာတယ်လဲကသိရမှာအခုကတေဖို့ကြောက်တဲ့သူဒီထဲပဲတေချင်ကြလားငါကွာပြတ်တနာငါစိတ်ဆိုးတယ်ငါပြတ်တနာတေချင်လိုက်တာဆိုပြီးတေချင်ကြတယ်ဒါပေမဲ့6ထဲမှာကျွန်တော်တို့တွားလာတဲ့အခါမှာတေချင်ပါတယ်ဆိုတဲ့လူလေတေချာလေးကိုက်စရာဒီကိုက်ပြီးတော့တတိမထားဘူးလားလဲဖို့မကြောက်ဘူးလားအဲ့ဒါကြောင့်တေရင်ပြီးတယ်လို့လူကထင်တာပုံမှားတာတေရင်အေးမယ်လို့ထင်တာတေရင်ပူတာတေရင်မအေးဘူးတေရင်ပါဖြစ်တယ်ဘယ်မှာရောက်မှာလဲဒါကြောင့်အရေးအကြီးဆုံးကအစတိလာဖို့လိုလာပြီအခုကလေ့လာတဲ့အခါမှာတေရေးရှင်ရေးလေဖယားအခွက်တူတာတေချင်တိုင်းတေလို့မရလေကြောတက်လို့တေတာပဲလို့မပြောနဲ့သူတက်လို့တေတာမဟုတ်ဘူးတေနဲ့စိတ်လို့အကျော်တက်ပြီးတေတာနားလေရီစားနဲ့ကိုယ်လုံးကလုံးဝတေချင်လက်တာဆိုတဲ့အစိချောတောက်တဲ့သူလည်းမရှိဘူးလားအဲ့ဒါမသေးဘူးစေးအောင်မှာအချိန်ကြီးရောက်လို့ဆရာဝန်ကအစိဖြစ်စစ်တိုက်လိုက်လို့ရှင်ပြီးတော့မသေးပဲနဲ့ခက်ဆက်နဲ့ပြန်မလာဘူးလားအေးအဲ့ဒါတေချေတန်းနဲ့တေးလားမသေးဘူးတယောက်ရှိတယ်တတ်ပေမိပြေချာကျော်ဆွဲသေးမိ3ချိန်မရဘူးအချိန်တတ်မှတ်တဲ့အချိန်မှာမသေးဘူးဗျအဲ့ဒါကြောင့်ပြန်လွတ်လာတယ်လင်းချိုင်းချိုင်းဆိုတာရှိနော်လင်းချိုင်းချိုင်းကြားပူကြအသေးမိမသေးဘူးရလာလို့ဟိုမှာသူ့ရွာပြန်ရောက်မှာသူ့သားတော်တဲ့သူကပြစ်မှတေးတာအဲ့ဒါဖယား stop ဆိုမှတေးတာအောင်စန်တူရီကပွေရတယ်သူမတူပီကဘိုးပဲတူလေဦးထက်ချွတ်တေးလို့ရေခဲတိတ်မှာတွားထားကြတာအလုံးဒီနဲ့အဲ့ဒါတကယ်တီကြောကြတော့မယ်အချိန်မှာသူမသေးလို့ဟုတ်တယ်နော်အောင်စန်တူရီကပွေပေးထားပြီးသားဆိုတော့တေးမရတာအောင်စန်တူရီကပွေရှင်တဲ့အခါမှာမရအောင်စန်တူရီကပွေမရဘူးလားရပါဘယ်တော့ရှင်ခိုင်းတာအားလုံးလည်းအောင်တေးရေးရှင်ရေးကိစ္စကမ္မကိုယ်စလေရောနှစ်ယောက်ရောက်လာကြပြီဖြစ်ရောအရေးကြီးကြောင်းလေ့လာစီပူကြမှာဖြစ်ပါပြီမသေးမဲ့လို့မရှိတော့ကြောင်းတေးရေးရှင်တန်တိဖို့လို့တယ်တေးရေးရှင်ရေးတင်တန်တက်ဖို့လို့တယ်တေးမဲ့လူတိုင်းတက်ကိုတက်အောင်အသက်ရှင်နေတဲ့လူလဲရှင်နေတော့ကြောင့်ဘာကြောင့်ရှင်တယ်လဲဆိုတာတင်တန်တက်ဖို့လို့တယ်ရှင်တဲ့အကြောင်းလည်းမသိတေးတဲ့အကြောင်းလည်းမသိဒီတိုင်းပဲနေတာလားမရှိလို့မသိတာမသိလို့မရှိတာမရှိတာထက်မသိတာခက်သလားမသိတာထက်မရှိတာခက်သလားမရှိတာထက်မသိတာခက်တယ်ဒါကြောင့်ဒီနေ့အရာခတ်သိမ်းရဲ့လိက္ခာအားလုံးပြန်ပြောအောင်ခတ်သိမ်းသောအရာတော့ဒီကိုယ်တော်အထက်ကဖြစ်လာတယ်ကိုယ်တော်အားဖြင့်ဖြစ်လာတယ်ကိုယ်တော်အဖို့ဖြစ်လာတယ်ဆရာလိမ္မနာနဲ့တူတဲ့ဒီပကုတ်ကူပါအားလုံးကသွားစားကြည့်ခေါ်လာခဲ့ဆရာလိမ္မနာနဲ့တူတဲ့လူတွေ့ရင်ငွေတသိန်းရမယ်ဒီနေ့ပဲရှားကြမလားရှားဟုတ်တယ်သူကတီးတယ်ရှားရင်လည်းမောယုံလည်းရှိမယ်ဟုတ်တယ်မလားဒီလူနဲ့တူကလူရှိလားဘယ်သူလောက်တာအဖေအမေလောက်တာမဟုတ်ဘူးအဖေအမေတောင်ဖယားလောက်တာဒါကြောင့်တက္ကပါလုံးတန်ပေါင်း9600ရှိပြီအားလုံးတပ်ပုံရိုက်ပြီးတော့မှရှင်ကြည့်တူးမလားဘယ်သူလောက်တာကဲလူတယောက်လုံးပုံထားလိုက်လက်ပွေဒီလာနှိမ့်ကြတော့လက်ပွေလေးသေးသေးလေးလာနှိမ့်ကြတက္ကပါလုံးကွန်ပျူတာမှာနှိမ့်အားလုံးတူးသလားနဲ့ဖန်တယောက်အတစ်ဆက်မွေးပြီးတော့ဒီလူကတော့တယောက်နဲ့တူလိမ့်မယ်ဆိုပြီးလာနှိမ့်ခိုင်းလိုက်တူးမလားလုံးပါဒါကြောင့်ဘယ်သူလုတ်တယ်ဆိုတာထူးခြားမှုကဖျားဖန်ဆင်းတင်ကိုရွေးနှုတ်တော်မူ၍ဖွာစကပင်ပြုတ်ပြင်းတော်မူသောသာဝရဖျားတဲ့မိတ်တော်မူဒီကမောကောင်းကင်ကိုငါတပါးတိချက်တဲ့မြေကြီးကိုအဖို့မရှိပဲခင်းတဲ့ခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းတဲ့
ငါထာဝရဘုရားတဲ့မရှိဘူးလားဧကောဗုဒ္ဓတဆူတိတော်ဘုရားအတုမဲ့ဘုရားဧကောဆိုတာတဆူတိဗုဒ္ဓဆိုတာဘုရားဗုဒ္ဓဘာသာလည်းတဆူတိအစစ်အမှန်ဘုရားတဆူပါမသိဘူးလားသိတယ်နော်ခရိယံဘာသာလည်းထာဝရဘုရားမွတ်စလင်လည်းဟိန္ဒူလည်းဘုရားတဆူပဲအစစ်အမှန်ရှိတယ်ဆိုတာတော့မသိကြဘူးလားဟုတ်တယ်လေမူရင်းကတခုပါမိတ္တူတရားတော့အများကြီးပွားလို့ရမူရင်းလို့ချင်းတလားမိတ္တူလို့ချင်းအစစ်လို့ချင်းအတုလို့ချင်းအားလုံးလည်းကျွန်တော်တို့ဒီရှင်းနေမယ်ခဏတော့ရှင်းနေတယ်ဘယ်သူမှအတုမလုပ်ချင်ဘူးအစစ်ကိုရွေ့ရမယ်ကိုယ်ပွင့်မဲ့ဖရားကခေါ်ထုံမဲ့ဖရားကိုးစားရမယ်ဖရားကဘယ်သူမဆိုအတုမလုပ်ချင်ဘူးလက်ခုပ်ကြည့်အဲ့ဒါဆိုရင်ဒါဆိုရင်အဲ့ဒီအစစ်ဖရားကအရာခတင်းကိုဖန်ဆင်းတယ်ဆိုတော့ကျွန်တော်တို့အားလုံးကိုလည်းဖရားကမဖန်ဆင်းဘူးလားဒါလိမနာယူလို့တစ်ဖက်စဉ်းစားပြီးတော့မှမုတ်တစ်ဖက်ပဲကြက်တဲ့မုတ်လို့စဉ်းစားပြီးတော့မှမင်းတို့အကြီးမွေးတဲ့ဟာကိုဖရားဖန်ဆင်းဖရားပေးတယ်ဖရားသားလို့မပြောနဲ့လို့ပြောဖို့တာဒီပစံသူတို့အိလို့မွေးတာဟုတ်မမွေးဘူးလားဖရားပေးတာဆိုဖန်တလားမမှန်ဘူးမင်းတို့အိလို့ရတာလို့ငါမပြောဘူးလားတစ်ဖက်မှာမင်းခွန်းလာပြန်ဒါဆိုရင်အိတ်တိုင်းကိုမွေးတာဟာမမွေးဘူးအိမ်ထောင်ပြုတ်တဲ့ကမ္မမှာအိမ်ထောင်ပြုတ်ရတာနဲ့ကလေးမရတဲ့လူရှိလားရှိမှာပြောလူကြီးတွေတိတာသူတို့မအိတ်ဘူးလားအိတ်တိုင်းကိုရတယ်အိတ်လို့ရတယ်ဆိုရင်အိတ်တိုင်းရတယ်အဲ့ဒါကြောင့်ဟိုမှာတီသူတို့တည်ကမ္မမှာဆိုတီမှာပေါ့စိုက်ရလည်းမပေါက်ဘူးပြုတ်ရလည်းမပြုတ်တဲ့ပဲမကြက်တဲ့ပဲရှိအဲ့ဒါပါပဲလို့ခေါ်ပြုတ်ရလည်းမကြက်စိုက်ရလည်းမပေါက်ပဲမရှိဘူးလားပဲရှိတတ်တယ်လေပဲဆုံးပြုလို့ခေါ်တယ်ဘာပြုတ်ပဲဆုံးမရှိဘူးစိုက်တန်းပေါက်သလားပြုတ်တန်းကြက်သလားဖယားအခွင့်မရှိတယ်အသက်တောက်ရှုဖို့တော့မင်းတို့မတတ်နိုင်ဘူးထွက်တဲ့ဝင်တဲ့ကိုငါထင်းထုတ်ထားတာဘာကိုအဲ့ဒါကြောင့်တင်မှာတေရေးနဲ့ရှင်ရေးစတော့ဘာနဲ့ဘာစတော့ဘာကြောင့်ရှင်တာလဲဒါတမင်းစားလို့ရှင်တာပေါ့ဟာအဲ့ဒါများပြောရင်ဒါကတော့လူတိုင်းသိတယ်အစားမသမင်းအသက်က9ရက်တော့မှတ်ထားတဲ့သမင်းအသက်ပဲလို့ရေအသက်ရောဟာသိကြတယ်သမင်းအသက်9ရက်ရေအသက်ကပါလဲဓမ္မနဲ့ပါဟဲ့လေအသက်ကိုခင်ဗျလေအသက်ကတော့ဓမ္မနဲ့ကတော့ရှင်းနေပါတယ်ဒါတော့အောက်နေရေထက်တော့မနီးဘူးလားတနာရီပဲလို့နေနိုင်မိနစ်30နေနိုင်မလားဘယ်လောက်ဖြစ်အရေးမကြည့်ဘူးလားဘယ်လိုထင်ကြသမင်း9ရက်မစားရင်ဘာဖြစ်မလဲတေးမယ်9ရက်လွန်တော့တေးပြီဟုတ်တယ်မလားရေရောဓမ္မနဲ့မတော့တေးပြီဒါလူကအရေးပိုကြီးတာပြောတာပါဓမ္မနဲ့မတော့တဲ့လူလည်းရှိမှာပါချက်ချင်းတော့မသေးသေးပါဘူးဟုတ်တယ်မလားသမင်းအသက်9ရက်ဆိုတော့9ရက်မစားရင်တော့သွားပြီလို့မထင်ဘူးလားထင်တယ်လေဒါဆိုရင်သမင်းစားရင်းနဲ့တည်သွားတာမရှိဘူးလားဟာသမင်းကအသက်9ရက်ဆိုရင်သမင်းစားလို့ရှင်တယ်ဆိုရင်ဘာလို့စားရင်းနဲ့တည်တာလဲမဲခွက်ကမလားဘူးလားအစာကောင်းမှာနောင်သေးချာရေအသက်တမနဲ့ဆိုရင်ရေမတော့လို့တမနဲ့ပဲခံမယ်နော်လို့ပြောတာရေထဲနေတဲ့လူကတော့တည်စရာအကြောင်းရှိလားအဲ့ဒီမှာရေတောက်ပြီးရှင်ဖို့ဟာဒါပေမဲ့ရေနေတဲ့လူမတည်ဘူးလားတည်သွားတာဒါဆိုရင်ရေအသက်ကတမနဲ့ဆိုတာမှန်သလားရေတောက်လို့ရှင်တာမဟုတ်ဘူးလေအသက်ကတော့ဘယ်လောက်လဲမနဲ့ပိုင်းပေါ့လေမရှူပဲနဲ့တက်မရှင်ဘူးလို့ကျွန်တော်တို့ကမသိဘူးလားလေအရေးကြီးတယ်ရေမတောက်လို့တော့မရတော့ဘူးနော်တမနဲ့ပဲနော်မသိဘူးလားရေအရေးကြီးတယ်သမင်းကတော့9ရက်နော်အဲ့ဒါကြောင့်ဇာဝတ်နေရေအတွက်အလုပ်လုပ်ရတာမလုပ်လို့မစားလို့သိမယ်ငတ်မယ်မှတ်ထားဆိုပြီးမလုပ်ဘူးလားအေးတထေးကြီးစားရင်းနဲ့တောင်ဆရာဝန်ကမင်းများမစားနဲ့တော့ရှော့နော်တေတော့မှဆိုစားလွန်းလို့တေမဲ့လူမရှိဘူးလားဒါဆိုဒီပုံတေးနေရဖမ်းတယ်လုံးဝ
အောက်ဆီဂျင်ရှူရင်းနဲ့အောက်ဆီဂျင်တွန်းရင်းနဲ့ရှူရင်းနဲ့မသိဘူးလားဟာလေအသက်ခနဲ့ပွဲဆိုဒီမှာရှူနေတာပဲရှူနေတာမအောင်မသေးသွားဘူးလားလေနဲ့ရှင်တယ်ဆိုရင်ဘာလို့သေးတာလဲလေရှူရင်းနဲ့ရေနဲ့ရှင်တယ်ဆိုရင်ဘာလို့ရေထဲမြစ်ပြီးသေးတာလဲရေတောက်ရင်းနဲ့သေးတာအစာနဲ့ရှင်တယ်ဆိုရင်ဘာလို့ထမင်းစားရင်းနဲ့သေးသွားတာလဲမဲခွန်းတီလာဘူးဖြေလို့ရလားအားလုံးလည်းအောင်ကျွန်တော်တို့ထင်ခဲ့တာစားလို့ရှင်တယ်လို့ထင်လို့9ရက်လို့တတ်မှတ်တာဘယ်ဟုတ်မလဲစားရင်းနဲ့သေးသွားလို့မှားသွားပါပြီခင်ဗျာရေတော့မှတမနဲ့ခံတယ်လို့တမနဲ့မတော့သေးပဲလို့ထင်တာရေထဲနေတယ်လို့ပေါ်သေးလို့ရေတော့လို့ရှင်တာမဟုတ်ပါလေရှုမှရှင်တယ်လို့ထင်ခဲ့တာအောက်ဆီဂျင်ကိုတန်လန်ကြီးနဲ့တည်သွားတာလေနဲ့ရှင်တာမဟုတ်ပါရှင်လို့သာထမင်းစားနေတာရှင်လို့သာရေတော့နေတာရှင်လို့သာလေရှုနေတာမရှင်တော့ဘူးဆိုရင်ထမင်းလည်းမလို့ရေလည်းမလို့လေရောလိုလားလေရှူလို့အသက်ရှင်နေဆိုရင်တည်တဲ့လူကိုလေထိုးတန်ဟာပြီးတော့အပေါက်တိုင်းမှာပြထိုးကြတယ်ရှင်းမလားလေနဲ့ရှင်းတယ်လားသမင်းစားလို့ရှင်းတယ်ဆိုရင်တည်တဲ့လူသမင်းခွက်လဲရလားရေတော့မှရှင်းတယ်ဆိုရင်တည်တဲ့လူရေထဲသွားချပြီးတော့ရှင်းမှာပေါ့အဲ့ဒါဒီအားလုံးကတမာတရားမဟုတ်အမှန်တရားဒီလို့တော့ချက်ပြီးတော့ထင်းနေတာလူကထင်းမြင်ချက်နေပဲရှင်းဖယားကတမာတရားပြောတာတမာတရားဆိုတာ absolute truth လို့ခေါ်လုံးဝမဟာယွန်းနေတဲ့တစ်ဆက်လေးတော့မှအမှားနဲ့ကင်းတဲ့ဖယားစကားကိုတမာတရားလို့ခေါ်လူထင်တာဒီကတော့မှန်တယ်လို့ဒီမရှိဘူးလားနဲ့ဖာမောရမထင်တဲ့နေပူမထင်တဲ့ထင်တာပဲထွက်တာပူမထင်လို့ရွာမထင်လို့အဲ့ဒါတော့နာနဲ့နေတာခမောက်ပါနာနဲ့မောရွာရေပူပါလူကြီးတွေအတွက်ကြောင့်မနဲ့ဖိုင်မောရွာတော့ရေပူမလို့ပါဘူးဆိုတော့မတော်နဲ့ဟိုမှာမွန်းမရွာပဲနဲ့တနေကုန်နေတာလို့ရေငတ်မယ်မနဲ့မောရွာရေပူပါသွားနာနဲ့နေတာရင်ခမောက်ပါဆောင်မောရွာမှာမပြောတတ်ဘူးလားအေးအဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့ထင်းမြင်ချက်တွေနဲ့မတိုက်မရှင်းနဲ့တမန်တရားနဲ့လုံးဝအမှားကင်းနဲ့ဖျားပြောတဲ့စကားကိုသိဖို့မလိုဘူးလားကဲဒါဆိုရင်ရှင်နေရတဲ့အရာတရားဘာနဲ့ရှင်တာတည်နေရတဲ့အရာတရားဘာနဲ့တည်တာလဲကဲစဉ်းစားတော့တည်ရရှင်ရင်မသိလို့ပြဿနာရှိဒီနေ့ရှင်နေတာဘာနဲ့ရှင်ထမင်းမဟုတ်ဘူးလေမဟုတ်ဘူးရေမဟုတ်ဘူးတမန်တရားမှာပဲရှာရဘာနဲ့ရှာမလဲဘုရားဥပဒေပုဒ်မတမန်တော်19အပိုင်ငယ်28ဘုရားဥပဒေပုဒ်မဘုရားဥပဒေပုဒ်မတမန်တော်1928ယောဟန်6:63ကပ္ပဦးကျမ်းခန်းကြီး1အပိုင်ငယ်9အဲဒီ3ခုဖတ်နော်ကဲတမန်တော်1928တွေ့လားငါတို့ဒီကြားတင်အားဖြင့်သက်ရှင်ရဲ့လှူရှားတဲ့ပြည့်ရဖြစ်ကြ၏ရပြီအလောက်ဆိုဟာဘုရားတမန်တရားကဘာပြောလဲအားလုံးလဲငါတို့ဒီဘုရားသခင်အားဖြင့်အသက်ရှင်လျက်ဘာအားဖြင့်ဘာလို့ဖြစ်လဲအသက်ရှင်နေတာတဲ့ဟာအသက်ရှင်လျက်လှုပ်ရှားလျက်ဖြစ်လျက်ရှိကြ၏ကဲအားလုံးလဲအောင်ငါတို့ဒီဘယ်သူအားဖြင့်အသက်ရှင်ဘယ်သူအားဖြင့်လှုပ်ရှားဘယ်သူအားဖြင့်ဖြစ်ပြက်အဲ့ဒါကိုသိဖို့လိုတာသွားလာလှုပ်ရှားဖြစ်ပြက်သမျှအားလုံးဟာဘယ်ကနေ remote control လာတာလဲထားရဖျားကင်ထားတာဆယ်လီမနာ stop ဆိုရင်လေရှူရင်းနဲ့မတည်ဘူးလားသမင်းစားနဲ့မတည်ဘူးလားဘယ်တော့မှဆိုအဲ့ဒါ stop ဆိုပြီးအသက်ကိုကင်ထားတဲ့ဖျားငါတို့ဖန်ဆင်းတဲ့ဖျားကပြောနေပြီ
အားလုံးလည်းငါတို့ဒီဖရာသခင်အားဖြင့်အသက်ရှင်လေးရဲ့လှုပ်ရှားလေးရဲ့ရှင်လေးရဲ့ရှိကြ၏ကျွန်တော်ဖြစ်ဖြစ်သွားလာလှုပ်ရှားနေတာဘယ်သူအားဖြင့်ဖရာအားဖြင့်ဖန်ဆင်းရှင်ထာဝရဖရာကထွက်သက်ဝင်သက်ကိုထိန်းချုပ်ထားတာဘာကိုထိန်းချုပ်ထားတာဒါဆိုရင်ကျွန်တော်အသက်ရှင်တာသမင်းအားဖြင့်ဟုတ်သေးလားရှင်လို့သာစားလို့ရှင်တာမဟုတ်ပါဘာလို့သာစားတာရှင်လို့သာလေရှူတာရှူလို့ရှင်တာမဟုတ်ဘူးရှင်လို့သာရေတောက်နေတာရေတောက်လို့ရှင်တာမဟုတ်ဘူးသေတဲ့လူအတွက်သမင်းမလို့ရေမလို့လေမလို့ရှင်မသာတဲ့ဒါဒီမလို့ဘူးလားအားလုံးလည်းကိုလိုဖရားကြီးငါတို့ထင်တာပြောင်းပြန်ဖြစ်နေပြီသမင်းစားလို့ရှင်တာမှတ်လို့စပကြီးမှာအပြစ်ထက်ထားပြီးအော်မှာချက်ထားပြီးတလုတ်စားတာနဲ့သေသွားရုံယတနာပဲရေတောက်လို့ရှင်တဲ့ထင်လို့ရေအော်မှာအပြစ်ထက်တပ်ပူးမှာလည်းအပြစ်ထက်ရေတွန်းပါအိမ်ဝဲမှာတူးထားတခွက်လေးတောက်တာနဲ့ပဲလဲလန်ตีသွားလေရှူလို့ရှင်တဲ့ထင်လို့အောက်ဆီဂျင်တွေဝယ်ပြီးကိုဗစ်တုန်းကဂက်စ်ပူတီတောင်မှထည့်ပြီးတင်းနဲ့ချီရောင်းကြလို့အဲ့ဒါသွားရှူပြီးတည်သွားတော့တည်ရေးရှင်ရေးသည်ဖယားအားဖြစ်ပဲအသက်ရှင်နေတာလှုပ်ရှားနေတာသွားလာနေတာဖြစ်ပြနေတာဖြစ်ကြပါ၏လက်ကိုကြည့်ကြဒါဆိုရင်ကျွန်တော်တို့ထင်တာနဲ့ဖယားပြောတာဘယ်ဟာမှန်တယ်လဲထင်းမြင်ချက်တည်နဲ့မသွားနဲ့ကမ္မတရားနဲ့သွားအဲ့ဒါကြောင့်ပြီးဖို့လို့ဘာဖို့လို့လဲပြီးဖို့အုံမြစ်ကိုမပြီးရမရဘူးနော်အစမှချမတွေ့မရဘူးအခုတင်တန်းသားပြီးရုတ်ချီဆယ်လင်းနိုင်ကချီတခင်စီတခင်ဆိုတဲ့နော်တခင်စီရောမင်းတို့ဒီနေ့လာတဲ့အတွက်ကြောင့်မင်းတို့အဝတ်အထည်လေးဒီသမင်းဒီအင်ဂျီလေးဒီရက်ဒီခုတ်ပြီးတော့မှဝတ်ကြဆင်ကြတော့ဆိုပြီးတော့မှတခင်စီပေးမယ်ဆိုရင်အဲ့ဒီတခင်စီရောအစအစာတွေ့ပုံတော်တာရက်မယ်ခုတ်တော့မယ်ဆိုအစလေးမလို့ဘူးလားအစမတွေ့ပဲနဲ့ဟိုထိတ်တီထိတ်နေတော့အင်ဂျီသမင်းဖြစ်လာမလားဘာလေးတွေ့ဖို့လို့လဲအစလေးနော်မိခင်ကြည့်ပြရတာဒါလည်းဆောင်ရတာအစပဲမှလည်းမသိဘူးဆိုတဲ့လူနဲ့အစတွေ့လို့တခါတည်းညင်ပြီးပိုင်းညင်ပြီးတော့မှတခါတည်းရက်ပြီးခုတ်ပြီးအဝတ်အထည်တော့ဝတ်နေပြီအစမတွေ့သေးတဲ့လူကတော့လုပ်လို့ရမလားအစအကောင်းမှနောင်တေချာအဲ့ဒါတော့ကျွန်တော်တို့သိရမယ်အရာကဘာကြောင့်အသက်ရှင်တာလဲဆိုတာဒါလို့ရှင်တယ်လို့ပဲထင်နေတော့အခုထက်ထိဘာလို့ရှင်တာမဟုတ်ဘူးတမန်တရားကဖယားအဖြစ်ရှင်တာအားကြပြီအားလုံးလည်းကျွန်တော်တို့ဒီဖယားအဖြစ်ထွက်တဲ့ဝင်တဲ့ထိန်းချုပ်ထားတော့ remote control ဖယားကင်လို့ရှင်းနေတာတယောက်ပြီးတယောက် stop ဆိုတော့သွားပြီးသားဟာလက်ခုပ်ပြီးသားလှုပ်ရှားသွားလာနေတာငါလှုပ်ရှားပြီးသွားလာတာငါလှုပ်လို့ရတာကွာဖယားပါပေးလို့လေဒါလည်းဟုတ်တယ်လို့ပဲလူတယောက်ကဆရာဖယားတခါမှငါသမင်းလာမခွတ်ဘူးတော့ငါလှုပ်လို့ငါစားနေတာလေဖယားဆိုတာငါကျွေးတာလေဟာငါကျွေးမှာဒီဖယားလည်းစားတာလေငါဒုက္ခရောက်လို့တော့ဖယားလည်းငတ်ပြီးသားမှာငါနေ့တိုင်းကျွေးတာသူ့ကိုဟာမှားနေတာကိုသူ့ဖယားကသူ့ဟာသူလုတ်ထားတဲ့ဖယားဖြစ်နေတာကိုသူ့ကိုဖန်ဆင်းတဲ့ဖယားမှမသိတာသူ့ဟာသူလုတ်ထားပြီးသူကျွေးနေတယ်တဲ့အဲ့ဒါကတော့ဖယားတူလားဖယားစစ်လားအတူဘောအဖေကငါကိုအဖေကမွေးတာမဟုတ်ဘူးငါကအဖေကိုမွေးတာလို့ပြောတယ်လို့လည်းမတူဘူးလားအယူဘောအဲ့ဒါကြောင့်ဒီနေ့ဖယားအဖြစ်အသက်ရှင်ဖယားအဖြစ်ဖြစ်ပြက်ချုပ်ရှားတွာလာနေကြတာအားလုံးကိုလေတပုတ်နဲ့ဖွတ်ဆိုတကပါလုံးသွားပြီဒီဖယားကတကောမကြည့်ဘူးလားဖွတ်ဆိုသွားပြီဘာဘလုံးရှင်ပွေနေဖို့ခတ်နေစားကြည့်ငါဆိုတာနဲ့တခါတည်းနဲ့နွားဖြစ်သွားနွားကဲ့သို့မျက်စားအောင်9နှစ်မျက်စားအောင်လုပ်ထားတာဒီဖယားမတတ်နိုင်ဘူးလား
တတိယညလာမှာဟာလူသားဒီဖယားရှိမှလူသားဒီငါမပြောမိကြစေနဲ့နော်ဖယားသခင်ရှိတော့မှအပဲမျှမဟုတ်တဲ့ကဲတော့ငါတို့ဖြစ်နေတယ်အပယစိန်ဟန်ကောင်းကဲတော့တောင်းဖယားရှိမှမဟုတ်ဘူးဆိုတာသိကြပေးတော့မှတ်ကြပေးတော့ခုနှစ်နှစ်မြက်စားပြီးမှတန်တရိယလာပြောတာအမှားကြစားမပါဘူးလားအဲ့ဒါတော့ဒီနေ့အားလုံးလည်းကျွန်တော်တို့ဒီဖယားအခွင့်မပြုဘူးစပင်တပင်လေးတောင်ကိုထိန်းလို့မရနေကိုကြာဆိုကြာသွားပြီစပင်မကြွတော့ထိန်းတယ်လို့ရှိလားမရှိဘူးငါအခွင့်ရှင်ကြွသွားမှာဒါကြောင့်ကဲဒုတိယဘုရားဥပဒေပုံမှန်ယောဟန်6:63ပေါ့ဟာရှင်ယောဟန်အခန်းကြီး6:63ကျမ်းချက်လေးဒီပဲရေးထားနော်အခါတဲ့အဲ့ဒါပဲဟိုကျမ်းစာကူးမနေနဲ့ကျမ်းချက်လေးဒီရေးထားအောင်စေပုတ်မှဘယ်လောက်ပုတ်ထီးဘယ်လောက်အကြီးအခန်းဘယ်လောက်ဘုရားဥပဒေပုတ်မှသာဝရဘုရားရဲ့တမန်ကျ PC ခေတ်နဲ့ AD ခေတ် PC နဲ့ AD ဆိုတော့ပုံထက်တဲ့ PC ခေတ်အစကုံလွန်ခဲ့တဲ့ခေတ်ကြီး AD ဆိုတာအခုခရစ်တက်ကရီ2022ခုနဲ့ရှိပြီအဲဒီကုံတဲ့ခေတ်နဲ့အခုစရှိနေတဲ့ခေတ်အဲဒီခေတ်ကြီးနဲ့ခေတ်ကိုလုံးဝဖြစ်ပြမှုအလုံးမဟာမယွန်းနိုင်အောင်ဖတ်တမ်းတင်ထားတဲ့သာဝရဘုရားကိုတည်းရဲ့တမန်ကျဘယ်သူ့တမန်ကျလူရေးထားတဲ့ကျမ်းမဟုတ်ဘူးဖယားကိုတိုင်လာရေးခိုင်းတာလူကိုအတုံးပြုတ်ပေမဲ့ကက်ဆက်မှာအတန်တွန်းတယ်ကက်ဆက်မှာတချင်းတွန်းရဲ့မတွန်းတဲ့ဟာတည်းရောရှောက်အော်မလားမဟုတ်သူလူတွန်းတဲ့အတိုင်းပြောတာကက်ဆက်အပေါ်ထည့်လို့မရအလွန်နှုတ်လို့မရအဲ့ဒီလိုလူတည်းအတုံးပြုတ်ပြီးဖယားက control လုပ်ပြီးတော့မှဖတ်တမ်းတင်ထားကဘာမှာနာမည်တရားအစအခုကပထမဦးဆုံးလူအာတအကုန်လုံးနာမည်ကအစရှိတယ်နော်အေတင်ပေါ်ကြီးဆောက်ခဲ့လို့လူရှစ်ယောက်ပဲလွတ်ခဲ့တကပါလို့ရေထွန်းမောပြီးအမြင့်ဆုံးတော့တောက်ပြီးအကုန်မောကောင်းကဲအောက်မှာမြုပ်ပြီး15တောင်ကြီးအထထွန်းမောခဲ့တယ်ဖယားကိုတိုင်တိုင်းတာဘယ်လူသားမှအဲ့ဒီရေတိုင်းတယ်လို့ရှိအဲ့ဒီနော်အေတင်ပေါ်ကြီးအလျာအတောင်300အနံအတောင်50အစစ်30နော်ဘောဖရာတစ်တာနဲ့ဆောက်တင်ရှုစိတ်နဲ့တုတ်ဆိုတဲ့အကုန်လုံးအာရရတောင်ပေါ်မှာကြံခဲ့တယ်ရေခမ်းချောက်လာတဲ့အခါအဲ့ဒါသိပ္ပံပညာရှင်တွေ archaeology တွေတွားရှာတော့တွေ့ကြပြီဟိုးအတိတ်ကပြောခဲ့တယ်အကုန်ရှိတယ်ပြန်စားတာဟိုးနောက်မှဖြစ်လက်တဲ့အရာအကုန်ရှိတယ်ညော်လေးထားဒီနေ့ဖြစ်ပြနေတာအကုန်ရှိမိတ်ဆွေရဲ့စပင်တပင်ကအစားဘဲလာတယ်လိကစာရှိအရာခတ်သိမ်းဟာဒီတိုင်းဖြစ်လာတာဖန်ဆင်းရှင်ဖရာစနစ်တကျကင်တွေပြီးတော့ခတ်သိမ်းတော့အရာတော့ဒီကိုတို့အထက်ကကိုတို့အဖြစ်ကိုတို့အဖို့အလို့မှာဖြစ်လာကြတယ်မပြောဘူးလားပြောတာကဲဘာကြောင့်ရှင်တာလဲဒါဆိုထမင်းမဟုတ်တော့ရေမဟုတ်တော့ဘူးလေမဟုတ်တော့ဘာကြောင့်ရှင်တာလဲကဲဖယားအားဖြစ်လို့ဘယ်သူအားဖြစ်ဒါဆိုဖယားအားဖြစ်ဘယ်လိုရှင်တယ်လဲယောဟန်6:63ဖတ်မယ်ကဲအားလုံးလဲဝိညာဉ်သားလေးရင်အသက်ကိုရှင်စေ၏ကိုယ်ကာယသည်အရှင်းမတတ်နိုင်ဟောကိုယ်ခန္ဓာကြီးကြမ်းမာလို့ရှင်တယ်မထင်နဲ့ဝိညာဉ်ကသာအသက်ရှင်တာဘယ်ကသာအသက်ရှင်စေဝိညာဉ်တွေအထက်မှာနံရုပ်နဲ့နံလို့ခေါ်တယ်ဒီရုပ်ကြီးကအသက်ရှင်တာမဟုတ်ဘူးနံရှိလို့အသက်ရှင်တာကဲနံမပါကြဘူးလားရုပ်နဲ့နံလို့ခေါ်ရုပ်ကြီးကတော့မြင်မှုကိုဖန်ဆင်းတာဒီဟာဒီရုပ်ဒီမတူကြတဲ့ရုပ်တွေအပုတ်ကောင်တရုပ်ဆောင်တာဘာကိုဆောင်တာအပုတ်ကောင်ကြီးဒီဒါဝိညာဉ်ထွက်ကြည့်နံထွက်ကြည့်အလောင်းဖြစ်သွားမယ်နံထွက်ကြည့်ဘာဖြစ်သွားမလဲအားလုံးရဝိညာဉ်သားလေးအသက်ကိုရှင်စေ၏ကိုယ်ကာယသည်အဖြစ်မတတ်နိုင်ကိုယ်ခန္ဓာကြီးပလတ်တောက်လို့ဝါဖြိုးပြီးတော့မှကြမ်းမာတန်မာဖြစ်နေလို့ရှင်တယ်လို့မထင်နဲ့အဲ့ဒီအထက်ကနံရှိလို့အသက်ရှင်တာတဲ့အဲ့ဒီနံထွက်လာခဲ့ရင်ကြမ်းမာနဲ့တည်သွားမယ်နံထွက်ရင်ပါနဲ့တည်သွားမယ်ကြမ်းမာနဲ့တည်သွားမယ်ဟုတ်တယ်လူနာကအသက်အတန်ဖြစ်လို့ဆရာဝန်တရားဆေးမကုဘူးလားကုပြီးတော့မှမင်းအရင်နင်းကတော့တာကိုမင်းကြမ်းမာရေးမှာကယူမဆက်တာမင်းဟာမင်းမသေးချင်းတေချာကယူဆိုင်တော့အရက်မတော့နဲ့မဆူဘူးလားဆူတာနဲ့ဖာရှင်းနိုင်ပြန်လာခဲ့နော်ဟုတ်ကဲ့
လူနာကရှင်းနိုင်ဆရာဝန်မှာထားတဲ့ဆိုပြန်ရောက်လာညကဆရာဝန်ကြီးတည်သွားလို့စိတ်ခတ်မဖွင့်ပါအဲ့ဒီလောက်ဆိုတဲ့ဆရာဝန်ကြီးကြမ်းမှာနှစ်ချက်ကြီးကန်ပြီးမတည်ဘူးလားဟောအရက်သမားရှင်းနိုင်ပြန်လာပြီစတ်တော့လည်းမကွဲခင်ကွဲတော့လည်းမဆက်ခင်နေမြညပြောက်ပါခင်ဗျဒီမှာထိုင်တဲ့လူကြီးလည်းယောဂတဲ့အတဲအတန်ယောဂရှိတဲ့လူမှအရင်ကြွမယ်သူ့ကိုမတွက်ချက်နဲ့ကြမ်းမှာလည်းမတည်သွားဘူးလားတည်သွားတယ်အဲ့ဒါကြောင့်ဘာကအသက်ရှင်ခတ်ပြည့်လဲဆိုဖျားထည့်ပေးတဲ့နာဝိညာဉ်လူတိုင်းမှာရှိတယ်ဘယ်သူထည့်ပေးတယ်နာဝိညာဉ်အဲ့ဒီနာဝိညာဉ်အဖြစ်တာအသက်ရှင်တာတဲ့ကိုယ်ကရကြမ်းမာတာနဲ့မဆိုင်ဘူးအလုံးလဲဝိညာဉ်သားလေးရင်အသက်ကိုရှင်စေ၏ကိုယ်ကရသည်အထင်မတတ်နာ96ပါးယောဂရှိလို့တေးထင်လိုက်တာဆိုပြီးတော့မှအဖွားကြီးကမသေးဘူးဗျသူသားကစင်ဖတ်မယ်ကြားဖတ်မယ်ဆိုတဲ့လူကတေးသွားပြီမရှိဘူးလားဒါဘာကြောက်လဲဘာဖြစ်လို့လူသေးတာနန်ထွက်လို့ယောဂရှိလို့သေးမယ်ဆိုရင်အကုန်သေးဖို့ကောင်းတယ်ဒါချို့အကောင်းကယောဂနာစေယောဂဘာမဆိုပိုက်ဝဲယောဂမရှိကြဘူးလားအမျိုးမျိုးတော့မရှိကြဘူးလားယောဂရှိတိုင်းသေးမယ်ဆိုရင်လူတိုင်းသေးဘယ်သူမှမလွတ်ဘူးဒါပေမဲ့ကြမ်းမှာထောင်မောင်းကြီးအသေးသွားပြီးတော့မှ96ပါးယောဂတဲ့အနာဆွေးနေတဲ့သူမသေးပဲမနေတတ်ဘူးလားဘာကရှင်ခိုင်းတာလဲဆိုနာဝိညာဉ်ရှိလို့တဲ့ဘုရားဥပဒေပါရှိတော့နာဝိညာဉ်ကားမှာအရေးအကြီးဆုံးကစီမထက်ပြေးမလားမပြေးဘူးလေမထိုးရင်မရဘူးအင်ဂျင်ပေါ်မထက်ပြေးမလားမရဘူးအရေးကြီးတာစီကွာစီနဲ့ပြေးရတာလို့မထင်ဘူးလားအင်ဂျင်ထုတ်လိုက်ရင်စီအပြည့်ထက်ကိုရမလားအရေးအကြီးဆုံးကကားမှာအင်ဂျင်ဘော်ဒီပဲလောက်ပဲကောင်းကုမ္ပဏီကအခုပဲထွက်လာတာအင်ဂျင်ထုတ်ပြလိုက်ရင်ဝယ်ကြမလားအင်ဂျင်မရှိတဲ့ကောင်တော့လားအရေးအကြီးဆုံးရှိတယ်လူမှလည်းအရေးအကြီးဆုံးကအထဲမှာနာဝိညာဉ်အထဲမှာဘာဝိညာဉ်အဘောကရုပ်ကတော့ယတနာရှိဒီရုပ်လေးဖျားဖန်စေအထက်ကအင်ဂျင်နဲ့တူတဲ့နာဝိညာဉ်ဖျားထည့်ပေးလို့နာဝိညာဉ်နဲ့အသက်ရှင်ကြတာမပြောဘူးလားအဲ့ဒီနာဝိညာဉ်ကအရေးအကြီးဆုံးဖြစ်တယ်ဒီနေ့ရှင်တဲ့လူဒီဘာဖြစ်လို့ရှင်လာလဲတစ်ချက်ပဲနာဝိညာဉ်ရှိလို့ရှင်လာဘာဖြစ်လို့တည်သွားတာဝိညာဉ်ထွက်လို့ရုပ်နဲ့နာခွဲသွားရုပ်ထဲအနံထွက်ရင်မတည်ဘူးလားအင်ဂျင်ထုတ်လိုက်ကားကြီးမကြံဘူးလားဘာလို့လဲဖျားထည့်ပြီးတယ်နာဝိညာဉ်နဲ့မြင်မှုကလာတယ်ကိုခန္ဓာရုပ်ကြီးဖွဲ့စည်းထားတဲ့လူတဲ့ဖျားသမာကျမ်းစာကကဲကဘာဥကြအခန်းကြီးနှစ်အပိုက်ငယ်9ဒါကြောင့်ကဘာဥကြနှစ်9ကိုပြန်ဖတ်ဒါကဘာဥကဖျားလူကိုဖန်ဆင်းတဲ့ဖျားဖတ်တမ်းတင်တွေ့ရတာလူကိုဖန်ဆင်းတဲ့ဖျားကဘယ်ကနေလူဖြစ်လာလဲမြောက်ကနေဖြစ်လာတာမဟုတ်ဘူးရှောက်ပြောလို့ဘယ်ရမလဲမြောက်နဲ့တူတယ်ဆိုပြီးတော့မြောက်လို့ခေါ်တယ်ကြိုက်မလားလုံးဝမကြိုက်မြောက်ကလည်းမဟုတ်ကဲကဘာဥကြနှစ်9တွေ့ဖတ်အားလုံးလည်းထာဝရအရှင်ဘုရားသခင်သည်ညင်မောက်ဖြစ်လူကိုဖန်ဆင်းတော်မူပြီးလျှင်တို့၏နှာခေါင်းထဲသို့စီဝအသက်ကိုမှုတ်သွင်းတော်မူလျှင်လူသည်အသက်ရှင်သောတတ္တဝါဖြစ်လေ၏အတိအကျကိုဖော်ပြထားတာညင်မှုတ်နဲ့လူကိုမဖန်ဆင်းဘူးလားညင်မှုတ်ဆိုတာကဒီရုပ်ကလတ်ကြီးဒီရုပ်ဒီညင်မှုတ်ဒီအားလုံးညင်မှုတ်ဒီရုပ်ဒီအားလုံးကညင်မှုတ်ကိုလက်နဲ့ယူပြီးတော့ဖန်ဆင်းတယ်တဲ့ဒါကြောင့်တယောက်နဲ့တယောက်မတူတာတို့တုံးကပြောတဲ့အတိုင်းအားလုံးလည်းကိုတို့ဖျားကြီးကျွန်ုပ်တို့ဒီတယောက်နဲ့တယောက်မတူထူးခြားအောင်จมูกကိုဖန်ဆင်းတာကျေးဇူးတင်လိုက်တာတယောက်နဲ့တယောက်လုံးဝမတူအဲ့ဒါဒီမြင်မှုကိုယူပြီးလက်တော်နဲ့ပြုတ်ပြင်ဖန်ဆင်းထားတာရုပ်ကလေးတွေဖြစ်ပါတယ်အဲ့ဒီရုပ်ကလေးအထဲမှာဇီဝအသက်နံသက်နာဝိညာဉ်ကို
ကိုရိုဖျားထန်ကထဲ့သွန်းမှုသွန်းသောအခါလူသည်ရုပ်နဲ့နာပေါင်းပြီးအသက်ရှင်သောတတ္တဝါဖြစ်လာတာကဲနာဝိညာဉ်ကိုရုပ်အထဲမှာသွန်းလိုက်တဲ့အခါနာဝိညာဉ်ကိုမှုသွန်းလိုက်တဲ့အခါမှာအဲ့ဒီရုပ်ကလတ်ကြီးညင်မှုတရံကြီးထဲကရုပ်ထဲမှာဖယားကဇီဝအသက်နာဝိညာဉ်ကိုမှုသွန်းထဲ့သွန်းလိုက်တဲ့အခါမှာလူဟာအသက်ရှင်သောတတ္တဝါဖြစ်လာတယ်တဲ့ကဲလူရှင်လာတာဘာကြောင့်ရှင်လာလဲဆိုတာအတိအကျမဖော်ပြဘူးလားညင်မှုရုပ်တရံကြီးကိုဖန်ဆင်းထားတာအဲ့ဒါတော့ရုပ်ပဲအဲ့ဒီထဲမှာဇီဝနံကိုမှုသွန်းတဲ့အခါမှာအသက်ရှင်သောတတ္တဝါမဖြစ်လာဘူးလားဒါဆိုရင်လူဟာညင်မှုကလာတဲ့ရုပ်နဲ့ဖယားထံကလာတဲ့နာဝိညာဉ်မရှိဘူးလားရုပ်နဲ့နာနဲ့ပေါင်းထားတဲ့အခါမှာလူရှင်လာကားပေါ်ဒီကြီးတေချာလုပ်ထားပြီးတော့အင်ဂျင်ထည့်လိုက်တဲ့အခါကျတော့မထုတ်ရှားနိုင်ဘူးလားအဲ့ဒီလိုပဲကျွန်တော်တို့မှာအရေးကြီးတဲ့ဖယားထံကလာတဲ့နာဝိညာဉ်ညင်မှုကလာတဲ့ရုပ်မရှိဘူးလားအဲ့ဒီရုပ်နဲ့နာခွဲသွားရင်အလောင်းဖြစ်သွားတယ်အားလုံးလည်းကိုတော်ဖယားကြီးထာဝရအရှင်ဖယားသခင်သည်လူကိုမြင်မှုဖြစ်ဖန်ဆင်းတော်မူပြီးတဲ့ဟောဒီအယုတ်ဒီဘယ်သူဖန်ဆင်းတာအမေပိုက်ထဲမှာလည်းပြုတ်ပြင်တာမွေးစားကပြင်ပြုတ်ပြင်တာတဲ့ဖယားပြုတ်ပြင်တဲ့အတွက်ကြောင့်တယောက်နဲ့တယောက်တူကြသလားအဲ့ဒါကတော့ယုတ်ကလတ်တီလို့ခေါ်တယ်အပုတ်ကောင်းကိုတယုတ်ဆောင်နေကြတဲ့ယုတ်လေးဒီအဲ့ဒီအထက်မှာအခုလိုရှင်အောင်ဟောမှာလူကြီးတယောက်နော်လေးစားထိုက်တဲ့ကမ္မတော်မှာဒီလိုလာနားထောင်နော်ဒီနေ့နာဒီနေပြီးတော့ဝဲလို့ပြောအောင်မလားဘာမှအဝဲဆုပ်ဖြစ်တယ်အဲ့ဒါနဲ့ဖာလည်းမပြတ်နိုင်အောင်နော်ဒီမှာပဲအိမ်ရင်လည်းအိမ်မထင်ဘူးဟောဒီမှာအိတ်ကြမှာရေးကြီးတယ်ဒီနေ့လာတယ်လို့လုံးဝတိတ်တစ်ထောင်ယူတော့ဖက်ပြစ်တယ်တင်ရင်တပြားမှမတုံးပဲငရဲသွားဒီဟာကိုကောင်းကောင်းသိရဲ့နောင်ရဲ့အတွက်စီအေးသွားဟာလေလုယာဝန်တာပေါ်မကောင်းဘူးလားတကဘာလုံးပိုင်ပြီးငရဲသွားမလား3 ရက်တက်ပြီးငရဲကနေလွတ်မလားဆိုဘယ်ဟာရွေးမလဲ3 ရက်မှကြားမှမသေးဖို့ပဲဆူတော့ဟုတ်တယ်မလားအဲ့ဒါတော့အင်မတန်အရေးကြီးတယ်အချင်းတွေ့နိုင်ပြီကာလဆိုထာဝရဘုရားကိုရှာကြလို့နီးတော်မူပြီကာလဆိုဆူတောင်းပဋ္ဌာန်းပြုကြလို့ရတဲ့အချိန်လေးမှာရတတ်ဖို့မလိုဘူးလားအာဗြဟံလင်ကွန်း sorry ဘီလီဂရဟမ်သူလည်းဆုံးသွားပြီမကြသေးဘူးသူကသူ့ရဲ့တူမလေးကိုလုံးဝအချိန်ပေးလိုက်ပါဦးနေရာတိုင်းမှာအမေရိကမှာနေရာတိုင်းမှာပိချင်အဆိုတော့ခေါ်ကြတာဟိုမှာမင်္ဂလာဆောင်ပွဲလာခဲ့အောင်ရုပ်ဒေါ်လာတတဟာဟိုမှာလာခဲ့အောင်ဒေါ်လာတသိအဲ့လိုချင်းတော့မအောင်တဲ့မအောင်ဟိုမှာဆိုဖို့ချင်းထားတယ်ဘာဘူးတပတ်လေးအချိန်ပေးစမ်းပါတပတ်လေးအချိန်ပေးစမ်းပါဟုတ်ပါတယ်ဆိုချင်းပြည့်တယ်ဟိုမှာပြန်လာပြီအဲ့ဒါကြောင့်လွှဲပြန်ပြီနောက်ဆုံးမှာဟေးတူမလေးရဲ့ဘယ်လိုလဲမင်းဟာမဆုံနဲ့တော့တခြားတော့ထားတော့နော်သူကလည်းတိလို့နေမှာအချိန်ကဘုရားနော်ဆိုလို့အေးဟုတ်ပြီဒါဆိုရင်တော့ဟဲ့ပတ်နောက်ဟဲ့ပတ်မှာ2 weeks နဲ့ပတ်ဆောင်ပါအဲ့ဒီနဲ့ပတ်တော့လုံးပါတော့အချိန်ပေးမယ်ဆိုဘယ်နဲ့ပတ်လဲဟဲ့ပတ်အဲ့ဒါတော့ဆိုတော့တွားရင်းနဲ့ကာအစင်တက်ဖြစ်အဲ့ဒီခါဒီကဟန်ပါကြော 2 is too late နဲ့ပတ်လေးဟာမင်းအတွက်အလွတ်နောက်ကြနဲ့ပတ်ကလေးဟာမင်းအတွက်လုံးဝတစ်သက်လုံးနောက်ကြမဖြစ်လာဘူးလားနဲ့ပတ်လေးလူကနဲ့ပတ်အချင်းနဲ့ပတ်လေးကိုချိန်ထားတာဒါတော့တိတ်ချတယ်2 weeks 2 is too late နဲ့ပတ်လေးဟာမင်းအတွက်ကတစ်သက်လုံးမဖြစ်နေဘူးလားဒါကြောင့်မင်္ဂလာရှိတယ်တေချာစရင်နဲ့မှာတေချာဒီနေ့လာနဲ့ဖန်ပြတစ်ဖက်ကလာအရေးကြီးဟိုမှာအဖေသေးလို့အဖေကသူ့ဟာသူအချိန်ပြည့်လို့ပြေးသွားတာခင်ဗျားနေပြီးစောင့်လို့လေအဲ့ဒီအလောင်းထားအောင်မလားဟုတ်ကဲ့ရေးမကြည့်ဘူးခင်ဗျားအတွက်အရေးကြီးတယ်အဲ့ဒါကြောင့်ကိုယ့်အတွက်တေရေးရှင်ရေးအရေးမကြီးလာဘူးအဲ့ဒါအရေးကြီးတာအဲ့ဒီလိုဖယားကပြောထားတာရှိလာခဲ့
နားထောင်တော့ပြောတော့ဟာအပဒီနေလို့လေအပသွားတီချိုအောင်ပဲဆိုတော့လူသေးဒီကလူသေးချိုတီချိုကလေးစီတဲ့တင်ကသွားဖရာသခင်နဲ့တော့ကြောက်လူသေးကလူသေးတီချိုတယ်ဆိုတာလူသေးအလုတ်ဆိုတာကဖရာတရားမဲ့နေတဲ့လူဒီအချိန်မပေးနိုင်တဲ့လူကြီးကအလောင်းတော်ဝယ်ပြီးတော့ဖဲရက်ပြီးတော့9 ရက်လီအလောင်းဝယ်ပြီးမလုပ်နိုင်ဘူးလားအဲ့ဒါဘုရားတရားမဲ့တဲ့လူတီတောင်းအလောင်းဆောင်ခေါ်တော့ပျော်နေကြတာအလောင်းဝယ်ပြီးတော့တောင်းတာအဲ့ဒီလူတီကတီချိုလို့ရတဲ့အလောင်းကမင်းကသွားရမှာဒါကြောင့်တေးပြီးရင်တော့မှဒီအချိန်ကစပြီးဟဲ့ဆိုလူတေးရင်တော့မှထားလိုက်အဲ့ဒီတေးတဲ့လူအလောင်းပဲမှမပြေဘူးနော်တီချိုချင်းအချိန်ပြီးဒါမှမဟုတ်သူများတီချိုလို့လည်းမရဘူးလားကျွန်တော်တို့ကတေးပြီးမှအလောင်းအတွက်ခရိယန်တီးတဲ့တေးပြီးမှအခေါင်းထဲမှာကျန်းစာထည့်ပေးကြတဲ့အသက်ရှင်တဲ့အချိန်တော့တစ်ခါမှမဖတ်ဘူးတေးပြီးမှအခေါင်းထဲထည့်လို့ဖတ်မလားတေးပြီးမှထမင်းဒီချက်ပြီးတော့အသားဟင်းဒီဟိုမှာတင်ပေးကြနော်စားဖို့တဲ့စားအောင်မလားတေးပြီးမှတော့စုလည်းမတောင်းနဲ့တော့အလကားတေးပြီးလို့ပြန်ရှင်းလာမယ်ဆိုတော့စုတောင်းပေါ့ဟုတ်တယ်မလားပြန်ရှင်းလာမလားနာတဲ့အချိန်စုတောင်းတာဟုတ်ပြီတေးပြီးမှတော့ဘာမလုပ်နဲ့ထမင်းလည်းမကျွနဲ့ရေလည်းမတိုက်နဲ့အသက်ရှင်တဲ့အချိန်မှာထမင်းကျွရေတိုက်တေချာပြုတ်စုမိဘကိုလည်းတေးပြီးမှတော့လာမငုံနဲ့အားလုံးလည်းကိုတော်ဖရားကြီးအရေးကြီးနေပြီကျွန်တော်တို့ရုပ်တည်မြေမောက်ကိုခံစင်းတာဟန်ပါပြီဒီရုပ်ကြီးနဲ့အသက်ရှင်တာမဟုတ်ဘူးဝိညာဉ်သားဖြစ်အသက်ကိုရှင်စေ၏ဘောဂါရသည်အချင်းမတတ်နိုင်ဖရားထံကထည့်ပေးတော့ကားအင်ဂျင်နဲ့တူတော့နာဝိညာဉ်သည်ကျွန်တော်တို့အားလုံးထုတ်ရှားသွားလာကျင်းလဲစေပါသည်ဝိညာဉ်ထွက်သွားလို့တော့ကိုယောက်ျားလဲနန်းတော့မှမဟုတ်ကိုမိန်းမလည်းမဆောက်နိုင်သားသမီးကလည်းမဆောက်နိုင်တော့3 ရက်လုံးပုတ်ပွားနေကိုအိမ်မှာလည်းထားလို့မရကိုဝယ်ထားတဲ့ကားနဲ့လည်းပြင်မှာမဟုတ်ဘူးမတာကားတိတရှိတယ်မိန်းမလည်းပြင်ကြိုက်မှာပဲညပို့ပြီးယောက်ျားပြန်ယူဖို့စီနေတာဟုတ်တယ်မလားလက်ခုပ်ကြည့်ကြတော့ဟုတ်ပြီဟုတ်တယ်နော်ဟာဆက်တက်ခွေးရင်ဆာလင်းနဲ့ဆက်တက်ခွေးမှာမနေ့စာစားမှာလေနော်ညနေကဘယ်လောက်မှာလဲအဲ့ဒါအစ်စ်တက်ဒါကြောင့်ကျွန်တော်တို့ဟာသားဖို့အရေးကြီးသေးလို့ထမင်းကမချက်သေးလို့ထမင်းချက်ဖို့ရှာရအောင်မယ်မလာအားဘူးဆိုပြီးစားရင်းနဲ့ပဲတစ်သက်လုံးစားလာတာသွားပြီးကြောအောင်ရှာမစားရမယ်ကိုဟာကိုဘေးကစားမှာလို့ဆိုပြီးသွားပြီးကြောအောင်စားတာတော့မမှတ်သေးဘူးဖျားကျွေးနေတာသွားပြီးမကြောဘူးလားအတူတီသွားလုပ်ပြီးတော့မစားဘူးလားအဲ့လောက်စားဖို့ဖျားမပေးဘူးလားအဲ့ဒါအမေပိုက်ထဲကစန္ဒတိပါလာတဲ့လူရှိလားဘယ်သူမှမရှိဘူးအမေပိုက်ထဲကစကန်နေငါဝက်ဖို့လူတော်သူတော်ထဲမှာလောကကြီးမှာရောက်လာမယ်ဆိုတော့အမေရေမရဘူးစကန်လေးတော့ပါသွားမှာဆိုဆွဲလာတဲ့လူရှိလားဒီကနေ့အထိဝက်နေတဲ့အဝက်အစားဒီဘဲကလည်းဖျားပေးတာငါရှာတာမလုပ်နဲ့ငါရှာတာဆိုဒီဖြတ်ပြီးရင်ဘာမှမထုတ်နိုင်တော့မရှိဘူးလားအဲ့ဒါရှာလို့ရသေးလား stop ဆိုပြီးဒါကြောင့်ဒီနေ့ကျွန်တော်အခုလိုနားလည်လာပြီးတော့မှအခုလိုလာတဲ့လူတွေမင်္ဂလာရှိတဲ့တယောက်နဲ့တယောက်မင်းမစောဘူးမင်းလာတာကောင်းတယ်လို့နှုတ်ဆက်ကြတော့အားလုံးအနာလူဒီပြောတယောက်နဲ့တယောက်ဒါမှဖြစ်နေလက်ကိုတီးကြဒါမင်္ဂလာမရှိဘူးလားလောကစကားနဲ့ပြောကောင်းပါကောင်းလားကောင်းလို့ဒီမှာရောက်လာအလကားတာဂျုံလို့ရောက်လာတာမထင်နဲ့ဖယားကကျွန်တော်ပုဒ်တာပါတာရေဆက်ဆုံးလို့ပါဆုံးလို့ဆက်ဆုံးအလကားဘယ်သူရောက်လာချင်တဲ့လူမလားမမျော်လင့်တဲ့လူရောက်လာမရှိဘူးလားအဲ့ဒါကဲဒါဆိုရင်ရုပ်ထဲမှာနိုင်ကိုထည့်ထားလို့ကျွန်တော်တို့ကမရှင်ဘူးလားအဲ့ဒါကြောင့်လူကဖယားတာတယ်ဖယားတဲ့အမဲ့နဲ့အရက်တောင်းနေတာဖယားတဲ့အမဲ့နေတယ်လို့ခြေမနေနဲ့အဲ့ဒီအရက်သမားရှေးချိုလက်ချိုဖြစ်လို့ဘာဩတယ်လဲအမလေးဖယားကဲတော့မပါဖယားအရေးဖို့ဖယားလို့တော့မမှတ်မိဘူးလားဒါဘာကြောင့်လဲဆိုစင်ကတ်ထည့်ပေးထားလို့စင်ကတ်မရှိဘူးလားစင်ကတ်ရှိတဲ့ဖုန်းကမမြင်ဘူးလားနေသားဖို့စင်ကတ်ထည့်စင်ကတ်မရှိရင်တော့ဖုန်းခွန်ကြီးကလည်းပဲဆက်ရမလားဖယားစင်ကပ်ပိုင်ရှင်ဒီရဲ့သူစင်ကပ်ပိုင်ရှင်ဒီအားလုံးလည်းအောင်ထားရဖယားအရှင်ဖယားဒီလူကိုညင်မှုဖြစ်
ဖန်ဆင်းတော်မူပြီးခရင်သူနဲ့မတူအောင်မပြုတ်ပြင်ဘူးလားသူဤအထဲ၌သူဤနှာခေါင်းထဲ၌ဇီဝအသက်နာဝိညာဉ်ကိုဟုတ်သွန်းတော်မူလျင်လူသည်အသက်ရှင်တော်တရဝဖြစ်လေ၏ဘာရောက်လာမှအသက်ရှင်နာဝိညာဉ်ရှိလို့အသက်ရှင်ဘာရှိလို့အသက်ရှင်ဘုရားဥပဒေပုဒ်မှာယောဟန် 6:63 မှာအားလုံးလက်အောင်ဝိညာဉ်သားလျင်အသက်ကိုရှင်စေ၏ကိုယ်ကာယသည်အချင်းမတတ်နာငါပြောသောစကားသည်ဝိညာဉ်ဖြစ်၏ဒီနေ့ကြားနာရတဲ့စကားသည်တရားသည်ဖယားရဲ့ဝိညာဉ်စကားသည်မဖြစ်နေဘူးလားအဲ့ဒီဖယားပြောတဲ့စကားကိုကြားမှလာရင်ကိုယ့်အခြေအနေတော့သိလာတာရင်တုံးကတော့မြောက်ကလာတဲ့ဆိုတော့မြောက်တော့ခေါ်တော့မခံချင်ဘူးဒါပဲမဲ့မြောက်ဆိုတော့လေပဲတတ်နိုင်မလဲအဲ့လိုပဲမထင်ဘူးလားလုံးဝမဟုတ်တာပြီသွားမထင်နဲ့သွားလည်းမခံနဲ့တေချာဖယားဥပဒေပုံမှာဟိုးရှေးဘဝတဏီကဟာသိချင်တယ်ဒီမှာပဲရှိတယ်ဟိုးနောင်တမလုံးဘဝမှာသိချင်တယ်ဒီမှာပဲရှိတယ်ယခုဘဝဖြစ်ပေါ်နေတဲ့အရာသိချင်တယ်သာဝရဖယားတမန်ကြမှာရှိတယ်ဂျန်နဲ့အရာကြီးအားလုံးလင်းလေထဲစားပြီးအားလုံးကတော်လို့စန္ဒဝါနဲ့ဖြစ်နေတဲ့အရာကဲဒါဆိုရင်တစ်ခုပဲပြောမယ်အစကောင်းမှာကဲနောက်တေချာတဲ့အတွက်ကြောင့်ကျက်ဦးနဲ့ကျက်မဘယ်ဟာအစရှိမလဲကျက်ဦးနဲ့ကျက်မကဲကျက်ဦးနဲ့ကျက်မဘယ်ဟာအရင်ရှိမလဲကျက်မအဲ့ဒီကျက်မဘယ်ကပေါက်တာတော့ကျက်ဦးကပေါက်တာအဲ့ဒီကျက်ဦးဘယ်ကဦးတာကျက်မဦးတာပေါ့ဟဲ့ဒါဆိုရင်ဘယ်ဟာအရင်ရှိမလဲကျက်မဒါဆိုအဲ့ဒီကျက်မဘယ်ကပေါက်ကျက်ဦးဒါဆိုကျက်ဦးအရင်မရှိဘူးလားကျက်ဦးအရင်ရှိနေတာဟုတ်တယ်မလားဒါဆိုအဲ့ဒီကျက်ဦးကဘယ်ကဦးတာဒါဆိုကျက်မအရင်မရှိကြဘူးဒါဆိုအဲ့ဒီကျက်မဘယ်ကပေါက်ကျက်ဦးဒါဆိုဘာရှိလဲတယောက်ကဆရာတဲ့ဘာလဲကျက်ဖလဲလုံးမယ်ကျက်ဖဘာလို့ခေါ်လဲနေပဲကျက်ဖဟုတ်လားဆိုမဟုတ်ပါဘူးကျက်ဖလာမပြောနဲ့ကျက်ဖဒီမတန်းဒီရှောက်မထက်လာနဲ့အကောင်နဲ့ဥကျက်မနဲ့ကျက်ဥရှိနေပြီလေအကောင်အရင်ရှိလားဥအရင်ရှိလားလို့သိဖို့မလိုဘူးလားလို့တယ်ဒါပေမဲ့ကပါမှာဒီတိုင်းမဲ့ခင်ဗျားတို့မှမှားပါဘူးကျက်ဥအဖွဲနဲ့ကျက်မအဖွဲနဲ့ဖွဲရတော့မရှိဘူးလားဒါဖြစ်လို့တေချာမှမသိတာဒါဆိုကျက်ဥမတွေ့ဘူးဟုတ်သလားမဟုတ်ဘူးနေ့တိုင်းစားဒီနေ့တောင်ကျက်ဥစားခဲ့တယ်ဒီနေ့တောင်ကျက်ဥကြုံမစားဘူးလားစားခဲ့လို့ရှိတယ်ကျက်မမတွေ့ဘူးလားပေါ်မွေးနေတာဒါဆိုရင်အဲ့ဒီကျက်ဥနဲ့ကျက်မဘယ်ဟာအစရှိတယ်လဲလို့မေးတယ်အခါကြတော့ဘယ်ဟာအစရှိကျက်မလို့မထင်ကြဘူးလားဒါဆိုရင်အဲ့ဒီကျက်မဘယ်ကပေါက်လာတာကျက်ဦးတဲ့ဟိုမှာကမ္မလာတာကျက်ဦးများတယ်ကျက်ကမ္မကျက်ဦးရှိလို့ကျက်မပေါက်လာတာကျက်ဦးကပဲအရင်ပေါက်ပါမထင်ဘူးလားကျက်မကမ္မလည်းမင်းတို့ကျက်ဦးကငါတို့ကျက်မဥတာဟာကျက်ဦးကမ္မလည်းမင်းတို့ကျက်မငါတို့ကျက်ဦးကပေါက်တာဟာဆိုဟာအပါမှာเป็นခုရှိလဲအဖွဲတော့ဖြစ်သွားမယ်တော့ဘယ်သူအမေးမလဲဆိုရင်ဖယားဥပဒေကိုကြည့်ရမယ်ဘာဥပဒေကိုကြည့်ရမယ်ငါတို့ကကိုမမွဲထားတာကိုမမဥထားတာဟုတ်တယ်မလားဘာတိမှာကိုမွဲထားတဲ့ကလေးဒီတော့ဧည့်သည်အနေနဲ့အိမ်တိုင်မှာသွားရင်အေးရှင်ရဲ့တာသမီဒီမတွေ့ဘူးလားအားလုံးတန်းတူရွှေတူဒီဆိုတော့ဟိုလူကအကြည့်ဖြစ်မှတင်တယ်နည်းနည်းအရမြင့်တယ်ဟိုလူကအလတ်ဖြစ်တော့တယ်ဟိုလူကနည်းနည်းပိန်တယ်ဟိုလူကအငယ်ဆုံးဖြစ်တယ်မခံမှန်းဘူးလားဒါကိုခံမှန်းတာတေချာလားမတေချာဘူးလေအိမ်ရှင်ရောက်လာမှတာသမီဒီမိတ်ဆက်ပါအောင်ငါမသိရလို့အားလုံးကတန်းတူရွှေတူဒီဖြစ်နေတော့မိတ်ဆက်ပါဆိုဖခင်ကြီးကတော့မမိတ်ဆက်ဘူးလားဟိုကောင်ကအယတာရှည်တာအဲ့ဒါအငယ်ဆုံးกว่าဟာအငယ်ဆုံးအယမမြင်ဘူးလားကိုကထင်တာပါလေအကြီးဟိုကောင်ကနည်းနည်းပူတာသူကအရင်မွဲတာအကြီးဆုံးဟာဘယ်လိုတော့ဆိုတော့
သူကပဲနောင်လာနောက်သားဒီညီမဒီမောင်လေးဒီအတွေ့အရင်မွဲတယ်ဆိုတော့ရေကိုအမြဲတမ်းထိုင်ရတော့ထင်းကိုအမြဲတမ်းခိုင်းရတာတဲ့သူပဲအပူဆုံးဖြစ်သွားတာတဲ့မပြောဘူးလားအိုးဟုတ်လားသူအကြီးဆုံးကိုဟိုကနောက်ဆုံးမွဲတဲ့သူကအားလုံးကသူ့ကိုဦးစားပေးပြီးညာလို့ဟိုမှာကစားပြီးတော့မှဒါထမင်းစားလိုက်ကစားလိုက်ဆိုအရတာပုံမြင့်နေတာဟိုကနေနေဝတဲ့သူကအလတ်กว่าဆိုတော့မသိဘူးလားကျဲဦးနဲ့ကျဲမကိုကမွေးထားတာမဟုတ်တော့မသိကြဘူးဟုတ်တယ်မလားကိုတော်ဖရားကြီးအားလုံးလက်ဆိုကိုတော်ဖရားကြီးကျဲဦးကလည်းငါတို့ဥတာမဟုတ်ဘူးကျဲမလည်းငါတို့မွေးလာတာမဟုတ်လို့ဘယ်ဟာရင်ရှိတယ်လဲလို့မသိကြပါဘူးကိုတော်ဖန်ဆင်းရှင်ကတော့တိမှသိချတယ်ဒါဆိုဖရားမသိဘူးလားသိမယ်ဒါဆိုဖရားမမေ့အောင်ဘိုးတို့ဖရားရဲ့ကျဲဥအရင်ဖန်ဆင်းတာလားကျဲမအရင်ဖန်ဆင်းတာလားဒီမှာနှစ်ဖွဲ့ဖြစ်နေပြီပြဿနာရှိနေပြီတော့ကြာရံဖြစ်နေမကောင်းဘူးကိုတို့ပြောတော်မူပါလို့ပြောမယ်အားလုံးလေငါမှတန်းတင်ထားတော့အရာခတ်သိအစကိုငါဖန်ဆင်းရှင်ဖရားကအတန်းတင်ထားတော့ဟာဝရဖရားဤတမန်ကြငါဥပရိကိုသာသွားကြည့်ကြပါအဲ့ဒီကျဲဥနဲ့ကျဲမအစငါပြောဖို့အချိန်မရှိဘူးဒါဆိုဒါကြည့်ဖို့မလိုဘူးလားဒါပဲကြည့်ရမှာဒီလိုဖះကိုတမ်းမေးလို့ဘယ်ရမလဲဖះကအားလုံးတမ်းတင်ထားတာနော်ကဲဒါဆိုဒီကံကဖတ်တဲ့လူဒီရှားကြလေသမီးတို့ရေသားတို့ရေမင်းတို့ကိုကြောင်းထားတာရှားကြလေဆိုရင်ရှားလို့ရမလားဖတ်မှမဖတ်ဘူးတော့မလွယ်ဘူးဖတ်တယ်လူကလည်းဟိုကြိုတီကြိုဆိုတော့ကျဲဦးနဲ့ကျမပဲအရင်စတယ်လေလို့သိချင်းရဲ့ကဘာဦးချံအခန်းကြီး1အပိုက်ငယ်20နဲ့နှစ်ကိုဖတ်ရအောင်ကဲကဘာဦးချံ1 20နဲ့အဲ့ဒါတော့မှကျဲဦးလားကျမလားလို့သေချာကြည့်ချင်မှကြည့်သိမှာလေဟာအရင်ရှိတယ်လေကဘာဦးချံ1 20နှစ်ကိုအများဆုံးကဖတ်လိုက်တော့တရားဒီကလည်းငါလာတော့ဝိကြတာတော့ဒီလေရာကိုပြည့်စည်ကြတော့လက်တို့လည်းဒီလိုငါညာပြစီတော်မူပရိုဖက်ရှင်တို့ကိုကောင်းချီးပေးတော်မူ၍ကြက်တောင်ရှိလားအဲ့ဒီကြက်တော်မရှိဘူးဒါမဲ့ညက်တော်မပါဘူးလားညက်နဲ့ကြက်ကတော့မတူဘူးလားတူမှာညက်နဲ့ကြက်ကတော့တူတီထားအောင်တော့အဲ့ဒီမှာဥအရင်ရှိသလားအကောင်အရင်ရှိသလားလေလိလာရဥနဲ့အကောင်ပဲဟာအရင်ရှိလဲရံဖတ်ကြည့်ညက်တော့ဒီလေဘယ်လိုပြောလဲဒီပေါ်၌ညာပြစီသည်မိတ်တော်ရှိရွယ်ဘာဖြစ်လာလဲကောင်းကြီးပြီးတော့ညက်ဒီဘာဖြစ်သွားလဲရံဝဲလာကြပြီလို့မပြောဘူးလားဒါဆိုရင်ဥဒီကိုအမိတ်ပေးသလားအကောင်ဒီကိုအမိတ်ပေးလားဒါဆိုရင်ကျဲဥနဲ့ကျဲမဘယ်ဟာအရင်ရှိမလဲအကောင်အရင်ရှိတယ်ညက်ဒီညာပြားစွာမွေးဖွားပြီးတော့မှညက်ဒီဖြစ်လာဖို့ရအမိတ်ပေးတဲ့အခါမှာညက်ဒီမပြန်တန်းလာဘူးလားဥဒီအလုံးထွက်လာသလားညက်အရင်ထွက်လာသလားဒါဆိုရင်ကျက်ဥနဲ့ကျက်မကိုဘယ်ဟာအရင်ရှိမလဲကျက်မအရင်ရှိပါတယ်ကဘာဥကျန်းတဲ့20နှစ်မှာမတွေ့ရဘူးလားတွေ့ရတယ်အားလုံးလည်းအောင်ကိုတို့ဖရားကြီးလူဦးနောက်နဲ့စဉ်းစားတော့ကဘာလို့နှစ်ဖွဲ့ဖြစ်သွားမှာကျဲဥအဖွဲ့လည်းဖန်တယ်လို့ကျက်မအဖွဲ့လည်းဟုတ်တယ်လို့ညင်းနေကြမှာဖရားဥပရိပုံမှမှာကျက်မအရင်ရှိကြောင်းပြရပါပြီမလွယ်ဘူးသိပ္ပံပညာရှင်တွေကဟုတ်ရောဟုတ်ရလားဆိုရင်စမ်းသပ်ကြည့်တဲ့အခါမှာကျဲဦးနဲ့ကျက်မအရင်ရှိတာပေါ့ကျက်မပဲတန်းရစ်တယ်ဆိုတော့မတွေ့ဘူးလားတွေ့သွားတာခုကတော့တွေ့သွားပါဒါပေမဲ့ဒီကနေ့ဒီတန်ပလိုင်းကြီးနေတော့ကျက်ဦးအရင်ရှိတာပေါ့ကျက်မအရင်ရှိတာပေါ့ဟာကျက်ဖတ်လက်လို့တဲ့ဟာဆိုတာဒီမရှိတာဘူးလားကဲဒါဆိုမျောစစ်နဲ့အပင်ကတော့တိကျမှာပေါ့ကစိုက်ပျိုးရေးဌာနမှာဘာပင်ပါမျိုးလိုချင်တယ်ဆိုရင်ပါသွားရှာတယ်လေဟုတ်စီပါမျိုးစစ်လိုချင်တယ်ဆိုပြီးတော့မျိုးစစ်မပေးရဘူးလားပေးရတယ်မျိုးစစ်နဲ့အပင်ရောဘယ်ကအရင်ရှိလဲမျိုးစစ်အရင်ရှိမယ်မသိချဘူးလားမျိုးစစ်စိုက်မှာအပင်ပေါက်မှာပေါ့လို့မထင်ဘူးလားဒါပေမဲ့
အဲ့ဒီမျိုးစေကိုဘယ်ရရမလဲအပင်အဲ့ဒီအပင်ဘယ်ကပေါက်မလဲကျဲလို့နဲ့ကျဲမှန်လို့ပဲပြန်မဖြစ်ဘူးလားဒါဆိုရင်ဘယ်သူဘာကိုကြည့်ရမလဲအားလုံးလဲအောင်စဝေးစဝါဖြစ်လာတိုင်းမသေးမချမရေမရဖြစ်လာတဲ့အားလုံးရဲ့အဖြစ်ထာဝရဘုရားဤတမန်ကျမ်းမှာရှိပါတယ်အဲ့ဒါသေချာကြည့်ကြပါဒါဆိုရင်မျိုးစေကကဘာဥကြအခန်းကြီး1အပိုင်ငယ်7ကိုဖတ်ကြည့်ကဘာဥကြအခန်းကြီး1အငယ်7အဲ့ဒီဖန်ဆင်းခြင်းမှာပဲရှိတယ်ဒီကောင်ဘာကြီးကိုဖြစ်စီတာဘာမျိုးဒီကောင်မျိုးရှိပါတယ်ဒီမျိုးရှိတော့ဒီပင်ကိုတော့စီမျိုးရှိတာအတိုင်းကဲဘုရားဥပဒေပုံမှန်မှာဘယ်လိုပြောထားလဲအပင်အရင်ရှိသလားမျိုးစေ့အရင်ရှိလားအပင်အရင်ရှိတာမျိုးစေ့ပါလေရဲ့အပင်ဖြစ်စေဆိုတော့အပင်ပေါက်ပြီးမျိုးစေ့ပါမပါလာဘူးလားဒါဆိုပဲဟာအရင်ရှိတယ်အပင်အရင်ပေါက်တာကျွန်တော်ဒီတိုင်းထင်တော့မျိုးစေ့ပေါ့ဟာလို့လက်ဆိုင်စင်းမှာလဲဆိုင်ပြောမှနေကြသွားမယ်မျိုးစေ့ပဲပြောမှာဟုတ်တယ်မလားဘုရားဥပဒေပုံမှန်ချင်းဘာအရင်ဖတ်တယ်လဲအပင်စပါးမျိုးစေ့ကိုစပါးပင်ကနေဖြစ်စေတာတစ်တီးဒီအားလုံးတစ်တီးမျိုးစေ့ကိုအပင်ကနေပါလာတာမပြောဘူးလားဒါဆိုမျိုးစေ့နဲ့အပင်ပဲဟာရရှိလက်ကုတ်ကြည့်ကြပပလက္ခဏာအားလုံးဒီမှာပဲရှိဒါကြောင့် Y2K ဆိုတဲ့ကဘာမှတရက်ပြောက်လို့ Y2K တရက်ပြောက်လို့ရှာကြအိပ်ပါချင်တယ်ဟာဒီကျန်းစာမှာယောရှုကနေလဲမဝင်နဲ့လလဲဒီတိုင်းနေဆိုဆူတောင်းတော့စစ်တက်တဲ့အချိန်နေမဝင်လမတော်လို့ဟဲ့ရက်ကိုစားတရက်မဖြစ်သွားဘူးလားဒီမှာလဲဒါကြောင့်ဒီနေ့ကပပြတ်တနာမိမသိတဲ့အနောင်တမလုံးပဝအတွက်ပါဒီမှာပဲရှင်းတယ်အားလုံးလဲအောင်ဘုရင်တကဘုရင်ဘုရားတကဘုရားတပ်ပညုတညာတော်ရှင်အရာခတ်သိမ်းစီတော့ထာဝရဘုရားမှာတပါအဘယ်သူညမသိနိုင်ဒါဆိုဒီနေ့ပညာရှိပြီဖြစ်သွားတယ်ခင်ဗျာသိပ္ပံပညာရှိပြီမသိနိုင်ကဲဒီတိုင်းကြည့်မယ်ဆိုရင်လဟာအလေးမရှိဘူးလားလပြညမှာမလင်းဘူးလားလာမင်းရဲ့သားလာတာတော့ပိုင်းနေဆိုပြီးတော့ပိုင်းတောင်ရင်တော့မရဘူးလားအဲ့လောက်လအလေးရှိတာဒီနေ့သိပ္ပံပညာရှင်ကြီးက1950နောက်ပိုင်းမှာသွားတွေ့ကြလကဘာရောက်ကြတာသိပ္ပံပညာရှင် Aldrin ပါ Apollo 11နဲ့သွားကြတဲ့အခါမှာလဟာအလေးမရှိဘူးလို့မပြောလာကြဘူးသွားတွေ့တာဟုတ်လအလေးရှိလားအလေးမရှိဘူးဆိုတော့ဒီကနေ့ကလေးတီတောင်မှ3တန်း4တန်းလောက်ဆိုမသိလာဘူးလားလအလေးမရှိပါဟိုနေရဲ့အယောင်ညမှာကြည်လိုက်ရဲ့နေမင်းကြီးရဲ့အယောင်ကပါချမ်းကနေကြည့်ရင်ဟိုမှာလဟိုမှာအလင်းတက်ရောက်လို့လဟိုဒီမှာအလင်းရှိတယ်လမင်းရဲ့သားလို့မတွေ့ဘူးလားတွေ့တာဖြစ်တယ်ဆိုသိပ္ပံပညာရှိတယ်မတွေ့ဘူးလားအဲ့ဒါကိုဖယားဥပဒေပုံမှန်မှာရှာခဲ့ရင်အချိန်ကုန်လို့ပြင်ပလကပါပေါ်သွားတယ်ဆိုနဲတာလေရင်လက်မှတ်တောင်စေးမကြည့်ဘူးလားလေလက်မှာဟောနာဒီနာလေးအာကာတဆိုတဲ့နေလာကျက်နဲ့ခတ်တာရရှိတယ်လေတော့မရှိတော့လို့လေရင်လက်မြောက်လို့ကြော်တုနဲ့သွားရတယ်နေရာမှာလကပါမှာသွားခဲ့ကြတယ်1950နောက်ပိုင်းအပိုလို11နဲ့လအလေးမရှိဘူးလို့လအလင်းရှိလားအလင်းမရှိပါလို့သွားတွေ့ကြတာဖယားဥပဒေပုဒ်မယောဘကျမ်းယောဘ25အပိုက်ငယ်9ကိုဖတ်ကြည့်ဒီမှာမှတန်းတင်ပြတာအဲ့ဒါဒုက္ခခံပြီးဟိုမှာသွားเสียတော့မလို့ဒီကနေဘုရားဥပဒေပုဒ်မကြည့်လုံးဝကွက်တိခံတာဒါကြောင့်ဒီမှာရှိတဲ့လူတကယ်ဘုရားဥပဒေသိချာကြည့်သိနားလေယခုကနောင်ဘဝဝိညာဉ်လခန္ဓာလလောကကြီးအကြောင်းအကုန်ရှိတယ်လည်းသိတယ်ရှိဒီကျမ်းအားလုံးလည်းအောင်ဓမ္မဟောင်းကျမ်းနဲ့ဓမ္မတိကျမ်းပြီးတော့ထာဝရဘုရားဤဓမ္မကျမ်းအရေးကြီးကဲယောဘသာလမတန်ခင်ယောဘရှိဓမ္မဟောင်းဒီတွေ့လားအားလုံးလည်းလာတော်လဲအလေးမရှိကဲယောဘ25မှာမပြောဘူးလား
ဒါဆိုရင်ဖះဥပဒေပုံမှန်ကြည့်စီကုန်းတလားကြော်တုနဲ့တွားမယ်ဆိုမနှဲဘူးတွားကြည့်မယုံရင်တွားကြည့်ငွေပဲကုန်မယ်အချိန်ပဲကုန်မယ်အစွမ်းပဲကုန်တာဒီမှာထိုင်ပြီးကြည့်ရုံနဲ့မသိရဘူးလားလာကပါသွားတယ်သိပ္ပံပညာရှင်များတဲ့ခင်ဗျားတို့တားနေတာထိုင်ရင်းနဲ့လာအလေးမရှိဘူးဟေးပြောလို့မရဘူးလားဘယ်သူပြောလို့ဖះပြောလို့ဘယ်သူဥပဒေကောင်းကင်မြေကြီးတောင်တီးမှာမဟုတ်ဘူးငါစကားတီးနေတယ်ကောင်းကင်မြေကြီးမတီးတော့လဲငါစကားတီးနေတယ်အာမအတာဒါကြောင့်လုံးဝသဝေသဝမဖြစ်နဲ့ဖះဥပဒေကွက်တီလူကိုလည်းသိပ္ပံပညာရှင်တရားလူရဲ့အတွေ့အသားယူပြီးတော့တတ်ခွဲတာရတ်စိတ်14မြောက်ထွက်ခွဲလို့မရတော့တယ်ရတ်စိတ်ဘယ်နှမြောက်ထွက်တယ်လူအတွေ့အသားစမ်းကြည့်တော့14မြောက်ထွက်ညင်ကြီးခဲကြီးယူပြီးတော့တတ်ခွဲကြည့်တာညင်ကြီးခဲကြီးယူတော့လူရဲ့အတွေ့အသားတတ်ခွဲတုံးကထွက်တယ်ရတ်စိတ်14မြောက်ထွက်ညင်ဖုတ်နဲ့လူဟာတတ်တယ်တပါဝတည်မတူဘူးလားတူသွားအဲ့တော့လူဟာညင်မှုပါရှေးလူကြီးတရားကလေးတအားဖြားရင်စေးဒီမရှိသေးဘူးတကယ်ကလေးတအားဖြားလာစေးပညာစေးမြေတော်တီလဲတုံးတတ်ကြဒီကဆရာဒေါက်တာထန်ချက်မှာဒေါက်တာဦးထန်ချက်မှာတိကျကိုရန်ကုန်မှာထန်ချက်မှာကလေးအထူးကုဆရာဝန်ကြီးဒေါက်တာထန်ချက်မှာရှိအဲ့ဒီထန်ချက်မှာဟိုးမှာပကံညောင်ဥဖက်ကလာယူလာပြီးတော့မှကလေးလုံးဝတေခါနေတော့နှွေးခေါင်းလဲမှာအလေးတာထားတော့လုံးဝတရားထာမှာဆူတောင်းပြီးတော့ရေနဲ့လောင်းချတာရေအေးနဲ့ဟာကလေးတီတော့မှတတ်နေပြီဆိုပြီးတော့မိဘတရားလုံးဝကြမ်းကြမ်းမှာဖြစ်သွားအဲ့ဒီကလေးကိုထန်ချက်မှန်းလို့သူတို့ကနဲ့တယ်ဒါနဲ့မှမေးကြည့်ကြထန်ချက်မှန်းဖြစ်အဲ့ဒီခေါင်းဖြစ်ဖယားကိုဆူတောင်းပြီးလုပ်တဲ့ဘာကြောင့်လဲ तू ကတိတာလူကြီးကြီးရှဲမှာကလေးချားရဲ့ဆေးမရှိနဲ့မှာဆရာဝန်မရှိဆေးမရှိဘာလို့ချာနေကြီးတူးပြီးတော့မှကလေးကိုတူးမြောက်အောင်ထားပြီးနေနဲ့ဖော့လိုက်တော့အဖျားအကုန်လုံးပြောက်သွားတယ်အဲ့ဒါဘာကြောင့်နေကြီးတက်လေအပူဒီမဆုတ်ခုလားအများတော့လည်းဆေးမရှိနေတူးပြီးတော့တူးတာဒီမှာတော့ဆေးရှိတယ်ဆိုတော့စေးစားကြတာအရင်တုန်းကအဲ့လိုဒါဆိုဖယားဥပဒေနဲ့မြေမှုကလာတယ်ဒီခန္ဓာကိုရုပ်ကြီးတွေမြေမှုကလာတယ်ဆိုမမှန်ဘူးလားမှန်ပြီတော့အဲ့ဒီနံထက်လို့နာနာစကားပြောတာငါပါစကားပြောတာများမျက်စိမြင်တာငါနားကြားတာမလုံနဲ့အဲ့ဒီနံထွက်ရင်ပါစပေါက်ကြီးဟိုင်းလည်းဘာမှမထွက်လာမျက်စိကြီးပြိုးရလည်းဘာမှမမြင်တော့နေရောနားမှာကနဖောက်လည်းကြားသေးလားအားလုံးလည်းကျွန်တော်ကိုခန္ဓာကြီးမြင်မှုဖြစ်ရတယ်ဒီနေ့ကျမြင်မှုသွားမယ်အထဲမှာရှိတဲ့နာဝိညာဉ်ကျွန်တော်ရှင်နေတဲ့နာဝိညာဉ်ဘုရားထံကလာတော့ကြောင့်ရုပ်နဲ့နာခွဲတဲ့အချိန်ရုပ်ကြီးတွေမြင်မှုဖြစ်ရနေရင်းမြေတော့လာတော့ဝိညာဉ်တွေဘုရားထံကလာတော့ကြောင့်အရင်ပေးတဲ့ဘုရားထံတော့လာတော့ပြန်သွားရလိမ့်မယ်ဘုရားဥပဒေမှာပြောပြီးတာဘုရားဥပဒေမပြောဘူးလားဒေသနာချဒေသနာခန်းကြီး7နှစ်အပိုက်ငယ်9မှာဘုရားဥပဒေပုံမှန်ဒေသနာ7နှစ်ခွန်းနော်ဒါကြောင့်အင်မတန်အရေးကြီးလားဘုရားဥပဒေသိရယခုဘဝနောက်ဘဝဘာဖြစ်လဲအခုသိအဲ့ဒါကြောင့်တေရေးရှိရေးဆိုအညာခန္ဓာကြီးကမြင်မှုမှာပဲရောက်မှာတေးမှာတေးရင်ဘဲမှာမသွားဘူးမြင်မှုပဲတင်းချိုင်းမှာပြန်ရောက်ဘယ်မှာပြန်ရောက်မှာကဲငါတို့ဘုရားဘာသာဆိုတော့မင်းနဲ့လျှော့ကွာဆိုရင်မင်းနဲ့မလျှော့ဘူးလားမင်းနဲ့လျှော့ပြမှုဟာပြမှုပဲပြန်ရောက်ငါတို့ခရိယာကွာမြင်နဲ့မြုပ်တာမြင်နဲ့မြုပ်ရင်လည်းမြင်မှုတည်မြင်မှုတော့ပြန်မရောက်ဘူးလားအဲ့ဒါရုပ်ကတေးချတဲ့မြင်ကြီးမှာကဲဒေသနာ7နှစ်အပိုက်နဲ့9နှစ်တွင်ဖတ်မယ်ကာလနာဒီမုတ်ဒီဒီဒီကောကောင်းဝိနည်းဒီတော့တော့ဗျာတေတာသူတော်ပြန်သွားရကဲအားလုံးလည်းအောင်ထောကာလ၌ထောကာလဆိုတာဘယ်ကာလထောကာလဆိုတာတချို့ပေးတန်ကြီးကာလနဲ့ဆောက်ဆောက်ပြီးပြောအဲ့ဒါမဟုတ်ဘူးထောကာလဆိုတာတေလာတဲ့အချိန်မှာလူဟာဘာဖြစ်တဲ့အချိန်တေတဲ့အချိန်မှာအားလုံးလည်းအောင်ထောကာလ၌ညင်မုတ်တည်နေရင်းမြေတော့၎င်းညင်မုတ်ဟာဘာရင်းမြေကိုနေရင်းမြေလို့ဘာလို့ပြောလဲအရင်ဖန်ဆင်းတာမြင်မှုနဲ့ဖန်ဆင်းတော့ကြောင့်နေမှုဟာနေရင်းမြေတော့
ပြန်ရမယ်တဲ့ဝိညာဉ်သည်အရင်ပေးတော်မူသောဝိညာဉ်သည်ပဲပေးတော်မူသောဝိညာဉ်သည်အရင်ပေးတဲ့ဘယ်သူလုံးအရင်ပေးတာသာဝရဖယားသခင်ထံတော့၎င်းပြန်သွားရလိမ့်မယ်တဲ့ဒီရုပ်ကြီးကတော့နေရင်းနေကိုပြန်သွားမယ်သေးလာရင်ရုပ်နဲ့နာခွဲလာရင်နာဝိညာဉ်ကတော့အရင်ပေးတဲ့ဖယားထံမှာပြန်ရဘူးလားပြန်ရမှာအဲ့ဒါကြောင့်အဲ့ဒီလိုဖယားထံမှာပြန်သွားတယ်ဆိုတာအဲ့ဒီမှာအပြည့်နေဖို့ပြန်တာမဟုတ်ဘူးတရားစီရအောင်ဟာပါစီရအောင်မှာတရားစီအဲ့ဒါကြောင့်ပုဂ္ဂဘာသာရေဖို့နဲ့ဖိနေမပါရင်ຫນွေရောက်လာရင်တိလိနဲ့သီလဒါနမပါခဲ့ရင်သေခါမသိမယ်နော်ဆိုတော့အခုလိုကျွန်တော်တို့ကသီလဒါနဖယားတရားကိုမရှားဘူးလားသေချာရှာထားမအောင်ခဲ့လို့အောင်စရင်သွားမကြည့်နဲ့နာမည်မပါဘူးသေချာအောင်ပြီးသေချာသိနာလေတပုတ်ပေါက်ပြီးအောင်စရင်ဖြေထားရင်တော့မပါလာဘူးလားပါလာမှာဖြစ်တယ်ဒါကြောင့်အားလုံးလက်အောင်ကျွန်တော်တို့ဒီရုပ်နဲ့နာခွဲလို့တည်တဲ့ဒီနေ့ကြရင်ရုပ်ကြီးဒီတန်းကျွဲတထေပဲဖြစ်ဖြစ်ပညာရှင်ကြီးပဲဖြစ်ဖြစ်ဘာပုဂ္ဂိုလ်ကြီးပဲဖြစ်ဖြစ်ဘာတပြားမှမယူသွားပဲရုပ်ကလတ်ကြီးဒီတင်းကြိုင်းတော့မြင်းနဲ့လျှော့ရင်ပြမှုတ်တော့မြင်းနဲ့မြုပ်ရင်မြင်မှုတ်တော့ပြန်သွားရမယ်အယုတ်ကလတ်ကြီးပါတော်ဝိညာဉ်ဒီအရင်ပေးတဲ့ဘုရားထံမှာပြန်သွားတဲ့အခါမှာအဲ့ဒီမှာအပြည့်နေဖို့သွားတာမဟုတ်ပါတရားစင်ခံရမယ်အောင်စရင်မှာနာမည်ပါခဲ့ရင်သာဝရကောင်းကင်အောင်စရင်မှာနာမည်မရှိရင်သာဝရငရေစာမေးပွဲကြတာကတော့နောက်နှစ်ပြေလို့ရတယ်ငရေကြပြီးရင်တော့နောက်နှစ်ပြန်တက်လာလို့မရပါအဲ့ဒါကြောင့်ဒီတရက်နှစ်ရက်သုံးရက်လေးကိုကောင်းကောင်းတင်ကြခံယူပြီးနောင်ရေးအတွက်စာမေးပွဲအောင်ဖို့လိုသည်လက်ခုပ်ကြည့်ကြပါဒါဆိုရင်တော့ခုမင်္ဂလာရှိတယ်လို့ပြောတယ်အဲ့ဒါဒီဟာတင်ဖို့ကျက်ဥနဲ့ကျက်မှတော့မသိတယ်ကွာကိုယ့်ဟာကိုယ်ဖျားဖြစ်ဖို့ကြောစားနေလို့တော့အတုပဲဖြစ်မှာတို့မဖြစ်ဘူးလားဖြစ်နေတာလူဖျားအတုဖြစ်လို့ပြန်မသိဘူးလားနတ်ဖျားဒီအတုဖြစ်လို့နတ်ဒီကချဲစားတော့လူဒီကိုချဲစားနတ်ဒီကနတ်ဖျားဒီကမဖြစ်လာဘူးဖြစ်လာနတ်ကတော့ဒီလူကိုတော့နတ်ကယူလို့နတ်ကတော့နတ်ဝင်တယ်မဖြစ်လာဘူးလားဒါကြောင့်နတ်ဒီပဲကြီးစိုးနေတဲ့ပေါဝါမှာအဲ့ဒီမှာအချင်းကုန်ပြီးတည်သွားခဲ့ရင်နတ်ယူအပယ်ငရေလာပြီးကုသိုလ်တာနာပြီးဘယ်လောက်ပဲလုပ်ခဲ့ကုသိုလ်ကတပည့်ငရေကဘာသာတရားကချင်းခွန်ရှာပြဒါကြောင့်ဘာသာတရားမှာပဲအဆုံးတတ်ရင်မရဘူးကြောင်းတဲ့ယုံနဲ့မပြီးဘူးအောင်မအောင်စရဲ့ဘာလာမှာဘာသာတရားနဲ့ကျင့်နဲ့နေလို့မရဘူးအားလုံးလည်းဘာသာတရားများပြီကြောင်းတက်တဲ့ထာဝရဘုရားကိုရှာတဲ့ကြောင်းများတာဖြစ်ပါသည်တော့ဘာဘုရားကိုမတွေ့ခဲ့ရင်ငရဲကြဖို့တေချာသည်ဘာသာတရားကချင်းခွန်ရှာပြသည်မင်းရဲ့ကုသိုလ်စုစုပေါင်းတပည့်ရှိအာကုသိုလ်စုပေါင်းတပိတာဖြစ်နေပြီဒါဆိုရင်ကျွန်တော်တို့ကြောစားမယ်နောင်ကြီးအတွက်စီရအောင်ကြောစားကြမယ်ကြောစားကြဆိုကြောစားနေတော့ကုသိုလ်တပည့်နဲ့ရတပိတာပဲထွက်တော့တည်သွားမယ်အဲ့ဒါတင်မရမတင်လို့ဒီတိုင်းပဲနေတော့ဒါဒီတုံရင်ကတုံရင်ဖြစ်ပြီးတော့မှကြောစားအထုတ်တော့ဒုက္ခပဲမရောက်ဘူးလားဒါဒီနဲ့အခု3ရက်လေးအတွင်းဒီရေးရှင်ကြီးအစအကောင်မှာအနှောင်းသေးချာတောင်းရခုံမှားရတစ်နှစ်တော့အိမ်ထောင်ပြုတ်မှန်တက်ဘောကွယ်ခုံမှားရထာဝရလွတ်ငင်းချမ်းသာခွင့်ရမှာမကောင်းဘူးလားအဲ့ဒီဟာဘယ်မှာရောင်းလို့မရဘူးဆိုင်ဒီမှာတွားဝေလို့ရမလားမရဘူးတိမှရအောင်မှရဒါဆိုရင်ကျွန်တော်တို့အခုလို့လူကြီးတွေတူကိုစီကုန်းကလုတ်เสียလေးအားရှိအားတယ်လူဒီလား
အားလို့ဒီမှာအားမယ်အစာလာထိုင်တာပေါ့ဗျာဆိုအစာလာထိုင်တာလားတကယ်တိချင်လို့လာတာတိချင်ဘယ်သူအရင်သေးမလဲလို့ဘယ်သူမှမပြောရဘူးဟိုအသက်အကြီးဆုံးအရင်သေးမယ်ဟိုမှာအသက်အတန်ဖြစ်တယ်လို့အရင်သွားမယ်ပြောလို့ရမရဘူးဖះတဲ့ခင်က stop ဆိုဘယ်သူအရင်သေးမလဲအဲ့ဒါကြောင့်မောင်သက်ရှည်လို့မိဘမဲ့တာအသက်တရက်တယ်ဟာတင်းကြိုက်မှာသွားကြည့်ကြနာမည်ကတော့မောင်သက်ရှည်အသက်ကဘယ်လောက်မိဘတော့မျောလိုက်တာပေါ့ကွာအသက်တက်ရှည်ရာကျော်တက်ရှည်ရရှည်ကြေပါရှင်ပါစေဘုံကြည့်ပါစေတက်ရှည်ပါစေလို့လူပြောတော့မကျင်납ဘူးလားဖះ stop ဆိုတော့သွားပြီအဲ့ဒါကြောင့်လူပြောတာမှန်တယ်လားဖះပြောတာဒါကြောင့်ဒီနေ့ဘယ်သူအရင်သိမလဲမသိလို့ဒီနေ့တီးရေးရှည်ရေးနော်တကယ်တော့ဝိုက်ဆန်ပြေးလို့ရမယ်ဆိုတန်းကြွတထေကြီးတွေဝေလက်ပြီးမရဘူးမရလို့သူတို့လည်းငွေတပြားမှမယူသွားပဲမသိဘူးလားပညာရှင်ကြီးတွေကပညာရှိမှသွားမယ်ဆိုပညာမဲ့တွေကကြံသွားမရဘူးအားလုံးတူတူကိုပညာနဲ့မဆိုင်ဘူးဥစ္စာနဲ့မဆိုင်ဘူးအကျင့်တလေးနဲ့လည်းမဆိုင်ဘူးမသိသူကကြော်သွားပြီသိသူကဖော်စားမယ်နော်အဲ့ဒါကြောင့်သိဖို့လည်းသိဖို့ကြားဖို့ကြားတယ်ယုံတယ်ဆိုတာကြားမှာဘာမှမသိတဲ့ယုံပါတယ်ဆိုတာအဲ့ဒါမဟာချက်စားချက်ဖြစ်ကိုဟာကိုဘာမှမသိဘူးယုံပါတယ်လို့မပြောတတ်ဘူးလားအေးအားလုံးသွားမိကြည့်ဖယားယုံပါလားဆိုင်ယုံတယ်ကဲဒီကြည့်မင်းအောင်ငါမသိဘူးဖြစ်တာဒါကြောင့်အဝဲသိမသိအနည်းကပြီးကျွမ်းဖို့မလို့ဟောအဝဲမှာမိန်းကလေးဒီရေချိုးတာကိုပြက်တင်းပေါ့ကနေလူပြောတယောက်ကပြက်တင်းပေါ့ကနေကြည့်ပြီးတော့မှဟိုလူဒီငါချစ်လိုက်တော့ဟိုအရေကလူငါချစ်တာဟိုမိန်းကလေးကငါချစ်တယ်နေ့တိုင်းကြည့်နေရင်ဟောအဲ့ဒီလူကြီးကသိတယ်အဲ့ဒီလူဒီလမ်းမှာတွေ့တော့ဟဲ့ငါမိန်းမတော့ခေါ်ပါတီးငါမိန်းမလို့ပြောလို့ရအဝေးကနေချစ်တယ်အဝေးကနေသူတို့ကတော့မသိဒီနေ့အဝေးကနေဘုရားသိတယ်ဘုရားရှိတယ်သိတယ်ဒါတော့မယ်တော့ဒါမဲ့ဘွယ်ချစ်ကြည့်အောင်မလားဒါကြောင့်ခင်ဗျားတို့အခုတော့ကာကနာနာသိလာပြီကာကနာနာကြက်ဦးနဲ့ကြက်မအစလက်အလေးအောင်ညောစိတ်နဲ့အပင်အစကွက်တိပြောတယ်ဘုရားကဒီခါရကြီးကကျမ်းမာရေးတစ်လောက်ပဲကောင်းဝိညာဉ်ကတာအသက်ရှင်နေတာနဲ့ဝိညာဉ်ထွက်ရင်ပြေသွားပြီမှာထားအဲ့ဒီခန္ဓာကြီးကအယုတ်ပေါ့အယုတ်ကြီးပါအယုတ်ကလတ်ကြီးပါအပုတ်ကောင်ကြီးအတယုတ်ဆောင်နေတာဝိညာဉ်တဲ့အရေးကြီးတယ်ဝိညာဉ်အသက်ရှင်စေတာနောက်ဘဝအထိသွားမှာဝိညာဉ်အဲ့ဒီနောက်ဘဝအထိသွားမယ်ဝိညာဉ်ကဇာမေပွဲအောင်ပြီးအောင်စရေးမှာနာမည်ပါဖို့လိုတယ်နော်လောကမှာကိုဟာကိုပဲကိုထင်မြင်ချက်တည်နဲ့ကြိုက်ကလို့စ조사ကိုစားလှုပ်ဆောင်ပြီးတော့သွားတယ်ဆိုရင်ဘာသာတရားကညဲ့ကုသိုလ်အကုသိုလ်ချိန်ကြည့်တပည့်နဲ့တပိတ်သားလောက်ကွာတယ်နော်ဆိုတဲ့အတိုင်းပဲအဲ့ဒါကြောင့်မရှိတာထက်မသိတာခက်လို့အခုလိုလေ့လာစီပူပြီးအချိန်လေးမသိခင်လေးမှာသိဖို့မလိုဘူးလားဒါကြောင့်နာယီဝတ်အတွင်းလေးမှာစားကြမှာတောက်ကြမှာဖြစ်လာမှာဖြစ်တော့ကြောင့်ခဏလေးအညောင်းအညံလေးခင်ဗျားတို့ကြည့်တာပါဘယ်ရောမှအိမ်မှာငါ့ကိုအားလုံးကစိတ်ဝင်စားပြီးဒီလောက်ထိုင်နေဆိုတာကျွန်တော်လည်းမခံနိုင်ဘူးဒါပေမဲ့ကိုယ်အတွက်လာကြတာဘယ်သူအတွက်လဲကိုယ်အတွက်ဒီမှာသူများအတွက်လာရတာဆယ်လင်းနိုင်ကခေါ်လို့လာရတာမလုံနဲ့သူခေါ်လို့ပါပြီးမှာလေတချို့ကပိုက်ဆံရတယ်လို့ပြောတယ်ဘယ်သူကပြီးမှာဟုတ်လားသမင်းကျွေးတာတော့မတော်ထဘူးလားတော့ကားခါလေးမရှိလို့စေတနာနဲ့ပြင်လို့ယူဖို့ဟာဟုတ်တယ်မလားအဲ့ဒါကတော့ငါတားပါဘူးတော့ကိုအတွက်လာကြတာချမ်းနေရတော့ဖို့ထမင်းထုံးကိုလုံကရဖို့မရဖို့မသေးချတဲ့ဟာတော့လူလင်လူညာဒီပြောတဲ့အရာဒီတောင်တင်ဖို့ရအတွက်မသွားကြဘူးဒီနေရာတမကြဆရာလေးမကိုဟာကိုရှော့ပြောလက်မခံမယုံနဲ့ဘုရားရဲ့ဥပဒေဆိုတော့ဘုရားနဲ့တွေ့ဆယ်လေးမနာမင်းတို့မရဲရောက်အောင်ကောင်းကင်ရောက်အောင်လုပ်လို့မရဘုရားကလို့ဒါတော့သူ့ဥပဒေကိုငါလည်းငင်းဆန်ခဲ့တဲ့သူအခုလို့တိလာပြောပြတာဟုတ်တယ်မလားအဲ့ဒါဆိုအကုန်စီတယ်9မိနစ်10မိနစ်လေးမိနစ်30မှာနာရီဘွက်7ခွဲမှာစမယ်လို့ဆရာလေးနိုင်ပြောတယ်ဒါပေမဲ့လာဖို့အဲ့ဒါလေ9မိနစ်အခုအားလုံးခါဆက်ပါဆက်အမောဖြေကြဖို့ခဏလေး
5 minute အလွန်ဆုံး10 minute နော်အဲ့ဒါဆိုရင်15 minute လောက်ပဲဒီမှာပြန်အရေးကြီးတာပြန်ချုပ်ပြီးတော့ထမင်းစားကြတယ်ဖြစ်တော့တယ်နော်ကျွန်တော်ကမေ့သွားလို့အဲ့လောက်ကြည့်ခင်ဗျားတော့ထိုင်နေတာကိုနော်5 minute 10 minute လေး10 minute နဲ့5 minute ကြာလေးမှာနော်အားလို့